ဒီမနေ့မှလည်းဖျားရှင်ကအကောင်းဆုံးအချိန်နဲ့ပြင်ဆင်ပေးတယ်ဆက်လက်ပြီးတော့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ကောင်းချီးရဖို့ရတဲ့မျှော်လင့်ပါတယ်ဆိုမစခင်လေးမှာเนาะကျွန်တော်အိမ်မက်ဒီအကြောင်းမနေ့လည်းရောတတ်အိမ်မက်အကြောင်းကျွန်တော်ပြောရဲဘယ်လိုပြီးဆုံးသွားသလဲဆိုတော့အိမ်မက်အကြောင်းနဲ့ဆက်ပြောမယ်ဆိုတော့တခါကျွန်တော်ကြောင်းတက်တဲ့ကျောင်းသားငယ်ချင်း3ယောက်ဆိုတော့ကျွန်တော်ကြောင်းတက်ပြီဆိုတာနဲ့ထင်ရှားတဲ့ဝိသီတ3ခုရှိတယ်နံပါတ်1အမြဲတမ်းပိုက်စားတယ်နံပါတ်2အမြဲတမ်းငွေကြီးလို့ဆိုတော့အများကြီးပေါ့နော်ဆိုတော့သူတို့လည်းဒီအဆောင်မှာကအစားတောက်ဒီကလည်းခွဲတန်းနေဆိုတော့အသားတုံးဆိုတာကမန်ဘီလိုနဲ့ချဲပြီးတော့ရှာရတဲ့ဟာမျိုးပေါ့နော်နောက်ကျန်းစာကြောင်းမှာတော့ကြီးဆိုတော့ချီးမွမ်းရင်မျက်စိစုံမမေ့ရဘူးနော်တော့အသားတုံးကြီးပျောက်သွားတယ်အာမင်းဆိုတော့ကိုယ်သားတုံးပျောက်သွားတာမျိုးဆိုတော့တပည့်ပဲမိတ်ပြီးတော့တလက်ကိုဒီလိုစင်းနဲ့လှုပ်ထားရတယ်ဆိုအဲ့ဒီတကယ်ချင်း3ယောက်တကယ်ကျတော့သူ့တကယ်ချင်းပြောင်းမွေးနေမှာသူ့အိုလေးကနေပြီးတော့ဘတ်ဒေးကိတ်ပေါ့နော်ယူလာပေးတယ်ကျန်တဲ့လူတွေမချွေသူတို့3ယောက်ပဲစားတယ်ဆိုတော့တဝက်ကိုခွဲစားတယ်တဝက်ချန်ထားတယ်ဆိုတော့တဝက်ကိုတော့မနဲ့ဖြန်မှစားမယ်ပေါ့နော်အဲ့ဒါနဲ့အဲ့ဒီအဆောင်မိဖို့ကြောင့်မရှိတဲ့ရီခဲတစ်တာထဲမှာအဲ့ဒါကိုတယောက်ကိုတောင်းပေးပြီးတိတ်ခိုင်းတယ်ဆိုတော့သူတို့ကဘလို့ဂတိထားလဲဆိုတော့3ယောက်စားမယ်ဆိုရင်လည်းတိတ်မဝအောင်ဆိုတော့တယောက်တည်းကပဲစားရမယ်ဘယ်သူကစားခွင့်ရှိလဲဆိုတော့အကောင်းဆုံးအိမ်မက်ပိုင်ရှင်ကစားရမယ်ဆိုတော့သူတို့ကြီးကျယ်အိတ်ခါနေမှာစုတောင်းပြီးတော့ဆက်ကကြဘုရားရှင်အကောင်းဆုံးအိမ်မက်တွေပေးပါနော်အဲ့ဒါကောင်းအိတ်ပေါ်ကြမနေ့မိုးလင်းတော့ခါတိုင်းဆို9နာရီ10နာရီမှထားတယ်ပေါ့အစောကြီး6နာရီခွဲလောက်ပဲထားပြီဒါနဲ့3ယောက်သားချက်ချင်းပဲတယောက်ကအရင်ဦးဆုံးငါမနေ့ကတခါခေါင်းနဲ့ခေါင်းနဲ့ထိတာနဲ့ငါတတိယကောင်းငယ်ကြီးတန်းလျှောက်သွားတယ်အိမ်မက်ထဲမှာအဲ့ဒီမှာဘာတွေပေါ့နော်ဘယ်လိုတွေးခဲ့တာဆိုတော့ပြောတယ်ဒါကြောင့်ဒီကိတ်မုတ်စားပြီးရတယ်ငါပဲထိုက်တန်တယ်တဲ့နောက်တော့ခဏနေနဲ့မဲအိမ်လေးကအဆက်နေတယ်ငါကခုနထပ်လေးရောက်သွားတာကောင်းတယ်ပေါ့မင်းလည်းငါတွေ့တာ3နှစ်မှရောင်းနေတယ်အဲ့ဒီမှာငါမောရှိတော့ဘာငါပီတာတော့နဲ့ရေးလန်းကအဲ့ဒီမှာနဲ့တဲ့အရာငါကုန်မေးခဲ့တာပေါ့နော်ဒါကြောင့်ငါပဲစားထိုက်တယ်ဆိုတော့သူကပြန်ပြောတာတယောက်တော့ပြိုးစီစီနဲ့ဘာမှပြောဒါနဲ့နောက်ဆုံးပြောကြအဲ့အောင်မင်းလည်းပြောပါမင်းအိမ်မဲအဲ့လောက်ကောင်းတဲ့ပုံပေါ်ပေါ့နော်ဆိုတော့အဲ့ဒီလူကပြောတယ်ကျွန်တော်လဲမနှိမ့်ညအိတ်ခါနေပေါ့နော်အဲ့ဒီကိတ်မုတ်ကိုယူသွားပြီးတော့ရေခဲတစ်တာမှာထားခါနေဆဲမှာတကားဖွင့်လာပဲရှိသေးတယ်ကောင်းကင်တမန်2ပါးရောက်လာတယ်သူတို့လက်ထက်မှာဓာအရှိနဲ့လက်တဲလာပြီးတော့ကျွန်တော်လာပြောတယ်မင်းဒီကိတ်မုတ်အခုစားမလားမစားဘူးလားမစားရင်မင်းကတတ်နေဆိုတော့ကျွန်တော်လည်းမနေကြတာကြောက်နဲ့စားလိုက်ပြီဆိုတော့သူများဒီအိမ်မက်ကောင်းတဲ့ချိန်မှာတချို့ကကောင်းတယ်ပေါ်ပြီးသွားပြီနော်ကိတ်မုတ်မရှိတော့ဒါကြောင့်မြန်မာစကားပုံမှာရှိတယ်မတိသူကြော်သွားတိသူပေါ်စားဆိုတော့တမန်တရားမှာလည်းအဲ့လိုပဲတချို့တွေကအကျိုးချမ်းပဲသိတယ်နော်တချို့ကတော့လက်တွေ့ကိုစားနေပြီအာမင်ကျွန်တော်တို့ကလည်းပဲတမန်တရားနဲ့ပတ်သက်လာရင်ဆိုတော့အိမ်မက်အကြောင်းပဲပြောတဲ့သူမဟုတ်ရဘူးတကယ်အဲ့ဒီဝိညာဉ်တော်ရဲ့ဖွင့်ပြချက်ထဲမှာဝိညာဉ်တော်ရဲ့ဖွင့်ပြတဲ့နှုတ်ကပတ်တော်ဆိုတဲ့ဗျာဒိတ်တော်ကိုကျွန်တော်ရရှိခံစားတဲ့အခါမှာအသက်တာတွေလုံးဝတိုးမှာမဟုတ်တော့ဆိုတော့ကျွန်တော်မနေ့ပိုင်းမှာတော့မနေ့ကပြောသွားတဲ့ငွေကြီးအကြောင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒီပိုင်းပြောမယ်နောက်ညနေပိုင်းမှာတော့ကျွန်တော် bringing တရားတဲ့အမှုတော်ဆောင်ခြင်းအကြောင်းကိုဆက်ပြီးတော့ပြောသွားမယ်နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ယုံကြည်သူအသက်တာထဲမှာငွေကြီးနဲ့ပတ်သက်တဲ့မှန်ကန်သောအမြင်ရှိဖို့ရတဲ့အရာအရေးကြီးတယ်။မနေ့ကပြောသလိုခံယူချက်အစွန်းရောက်တဲ့ခံယူချက်နှမျိုးထဲမှာကျွန်တော်ရော်လဲနေတယ်။တချို့ကတော့စင်းရင်မှနှိမ်ချမယ်စင်းရင်မှဖျားနဲ့နီးမယ်စင်းရင်မှဘာညာဆိုတော့အဲ့ဒီအတွေးခေါ်ရဲ့လက်စားခြင်းနဲ့မှာကျွန်တော်နေတဲ့အတွက်ခရိယန်ဆိုတဲ့အတိုင်းဝိုင်းကမြန်မာပြည်မှာအောင်မြင်တာရှားတယ်ကြွေဝတာနဲသေးတယ်တချို့တလီတော့ရှိမယ်လက်ချိုးရည်တွက်လို့ရတယ်နောက်တစ်ဘက်ကလည်းတချို့တွေကလည်းပတ်စံတစ်ခုတည်း focus ထားပြန်ရောဆိုတော့အဲ့ဒါလည်းမဟုတ်ပြန်နော်ဒါကြောင့်နှုတ်ကပတ်တော်ကပြောတဲ့ငွေကြီးနဲ့သက်ဆိုင်တဲ့အကြောင်းတရားတွေကျွန်တော်ဒီနေ့မှာပြန်ကြည့်သွားမယ်ဆိုတော့အရင်ဆုံးစင်ရချင်းကနော်ဘယ်ကနေလာတယ် the origin of poverty ဆိုတော့စင်ရချင်းရဲ့ဇင်းမြစ်ကဘယ်ကနေရောက်တယ်လဲဆိုတော့အရင်ဆုံးကျွန်တော်နားလဲဖို့လိုတယ်အားလုံးသိပြီးသားဖြစ်တယ်တကယ်တော့ဖန်ဆင်းကာစားမှာစင်ရချင်းမရှိဘူး
ဒါပေမဲ့စင်းရဲခြင်းကဘယ်ကနေရောက်လာတယ်လဲဆိုရင်လူဟာဖျားစကားကိုမယုံလို့မစားတဲ့အတီးကိုစားတဲ့အချိန်ကနေစားပြီးတော့ကျင့်ချင်းအမင်္ဂလာဆိုတာရောက်လာကျင့်ချင်းအမင်္ဂလာကဘာအကျိုးဆက်လဲဆိုတော့ပြည့်ညက်တရားကိုချိုးဖောက်ခြင်းရဲ့နောက်ဆက်တွဲရလာဖြစ်တယ်တကယ်တော့အပြစ်ဆိုတာကလှုပ်ခြင်းအရင်မဟုတ်သေးဘူးမယုံကြည်ခြင်းဖြစ်တယ်ဖျားကပြောတယ်အတီးစားအတိမစားနဲ့တေးမယ်နော်စားရင်တေးမယ်ဒါပေမဲ့စာရန်ကပြောတယ်စားအသက်ရှင်မယ်ရှဲကိုရှင်မှာဖျားလို့ဖြစ်မယ်ဆိုတော့ဒီမှာရွေးချက်စံတစ်ခုရှိတယ်ဖျားရဲ့စကားယုံမှာလားစာရန်ပြောတဲ့စကားယုံမှာဒါကြောင့်ဖျားစကားမယုံကြည်ခြင်းဟာအပြစ်ဖြစ်သွားတယ်နော်ဆိုတော့အဲ့ဒီလက်တွေ့စားတာကတော့မယုံကြည်ခြင်းနဲ့အသေးပွင့်ဖြစ်တယ်ဒါကြောင့်ကျွန်တော်အသက်တာထဲမှာအချင်းစရိတ်သားတွေဆိုတာကယုံကြည်ခြင်းရဲ့အသေးပွင့်ခံယူချက်ရဲ့အသေးပွင့်နေဖြစ်တယ်အချင်းကိုပြောင်းခြင်းအပြင်းမှမပြင်းနဲ့ခင်ဗျားရဲ့ယုံကြည်ခြင်းကိုပြင်ရမယ်အာမင်မန်ကန်နဲ့ယုံကြည်ချက်ရှိလာရင်မန်ကန်တော့အသက်တာစီးထွက်လာမယ်မန်ကန်နဲ့အမြင်ခံယူချက်ရှိလာရင်အသေးပွင့်လည်းအပြင်းမှစီးထွက်လာမယ်ဒါပေမဲ့ဘာသာတရားကတော့ဘာပဲပြင်တယ်အပေါ်ယံမဲ့ဖုံးထားတယ်လေတည်ရွတ်တည်နဲ့ဖုံးထားတယ်ဟောဆိုတော့အဲ့ဒါကတည်နေတဲ့ဘာသာတရားကျင့်စဉ်ပဲကိုယ့်ရဲ့မပြည့်စုံခြင်းတွေအားနည်းချက်ကိုဘာနဲ့ဖုံးတယ်စုတောင်းခြင်းနဲ့ဖုံးခြင်းနဲ့ပေးကမ်းခြင်းနဲ့ဖုံးခြင်းနဲ့အပြင်မှာဟိတ်ဟန်တွေနဲ့ဖုံးခြင်းနဲ့ဝတ်စုံတွေနဲ့ဖုံးခြင်းနဲ့ဒါပေမဲ့အပြင်မှာဖုံးထားတဲ့တည်ရွတ်ဆိုတဲ့အပြင်ဟန်ဆောင်မြတ်တဲ့ဖုံးတွေကကြာကြာမခံဘူးအချိန်တန်ရင်ကွက်ပြန်ပေါ်လာမှာပဲเนาะဆိုတော့ဒါကတည်နေတဲ့ဘာသာတရားပြည့်မြတ်တရားရဲ့အသက်တာကိုပုံဆောင်နေတယ်ဟုတ်ပြီဒါကြောင့်စင်းရဲခြင်းကိုကြည့်တဲ့အခါမှာတရားဟောရဲ့28ထဲမှာပြောတယ်မဖတ်တော့ဘူးငါပြောတဲ့စကားနားထောင်ရင်တောင်းမှလည်းကောင်းချင်မြို့မှလည်းကောင်းချင်ဒါပေမဲ့ပြည့်မြတ်တော်ကိုတော့နားမထောင်ဘူးမကျင့်ဆောင်ဘူးပြစ်မှားတယ်ဆိုရင်တော့သင်တို့အပေါ်မှာရောက်လက်တန်သောအမင်္ဂလာများဝူမူကားအမလေးတကူပြီးတကူကောင်းချီးမင်္ဂလာကတော့15ပိုက်လောက်ထိပဲရှိတယ်ဒါပေမဲ့အမင်္ဂလာကတော့40ကျော်လောက်တောက်လျှောက်စီးစင်းလာတယ်နော်ဆိုတော့အဲ့ဒီမှာဘာတွေလာပြီလဲဆိုတော့နံပါတ်1နေရာဒီတနဲ့ဆိုင်တဲ့အမင်္ဂလာဘယ်မှာပဲနေတော့မှလည်းအမင်္ဂလာသူများနိုင်ငံခြားသွားလည်းငါလည်းသွားအောင်မနိုင်ငံခြားမှာလည်းအမင်္ဂလာကျင့်ချင်းနဲ့မှာလေနောက်မိသားစုဆိုင်ရာအမင်္ဂလာဆိုတော့တာသမီးကတော့မွေးလာတာဘောလုံးတရင်စာတဒါစဲလောက်တပွတ်ပွတ်မွေးနေရှင်မွေးလို့နာမည်ပေးရမလို့ဖြစ်တယ်တယောက်မှအသုံးမချနော်ပေးရတဲ့နာမည်ကနော်ယောရှုတို့အာဗီဟန်တို့မယ်ရီတို့ဘာငအက်စတာတို့နော်အာဗီတချီတို့မိုးနေတာမျိုးယောရှုတချီတို့အိမ်ပြန်လာတခါတဲ့တောင်းကျထောင်တဲ့ခဏခဏရောက်ထောင်ထဲမှာယောရှုတခါတဲ့နာမည်ကြီးပြောချင်တာမိသားစုသားသမီး blessing မရှိဘူးအဲ့ဒါကအမင်္ဂလာထဲမှာနောက်ပြီးတဲ့အခါမှာမုံနေတဲ့ခွက်ထဲမှာလည်းဘာမှမရှိဘူးတဲ့ချင်းတောင်းထဲမှာလည်းဘာမှမရှိဘူးစပစ်ဥယျာဉ်စိုက်တယ်စိုက်တာဘာမှမရှိရဘူးဆိုအဲ့ဒါကစီးပွားနဲ့ဆိုင်တဲ့အမင်္ဂလာဘာကြောင့်ဆိုအဓိကအဲ့ဒီခေတ်တုန်းကစီးပွားလုပ်ငန်းဆိုတာကလေယာစိုက်ပျိုးမွေးမြူရေးအဓိကတာစီးပွားပဲဒါကြောင့်ပိုင်ဆိုင်မှုတိုင်းတဲ့ခါဘာနဲ့တိုင်းတယ်နွားပဲအကောင်ပိုင်တယ်နော်နာနာချံဘလောက်ပိုင်တယ်ပင်ကပိုင်တယ်ဆိုတာမျိုးပေါ့နော်ပြီးစိတ်ပဲအကောင်ပိုင်တယ်ဂျွန်ဘလောက်ပိုင်တယ်ဂျွန်မနဲ့ဘလောက်ပိုင်တယ်ဆိုတဲ့အပေါ်မှာတိုင်းတယ်ဆိုတော့ဒါကြောင့်အမင်္ဂလာထဲမှာကြီးတဲ့ခါမှာစင်းရဲခြင်းတွေ့ရတယ်ဒါကြောင့်စင်းရဲခြင်းကဖယားအကြံစီထဲမှာလုံးဝမရှိဘူးစင်းရဲခြင်းကမင်္ဂလာထဲမှာမရှိဘူးဖယားအလူတော်ထဲမှာလည်းမရှိဘူးမနေ့ကကျွန်တော်တေချာရှင်းလင်းစွာကြည့်ပြီးပြီဖယားအလူတော်ကဘယ်မှာနေရမှာလဲခေါင်းနေရမှာဖြစ်တင်းကိုအမီးမဖြစ်စေဘူးခေါင်းဖြစ်စေမယ်ခေါင်းကဘာလဲဆိုတော့ငွေကြီးပိုင်းမှာသူတစ်ပါးကိုချီးပေးတော်သူကိုငီပေးကမ်းတော်သူဒါခေါင်းဒါကြောင့်ဝိညာဉ်ကြီးရတဲ့တော့လုံးဝမဆိုင်ဘူးအမီးနဲ့ကောင်းဆိုတာလေကျမ်းစာကပတ်စံအကြောင်းနဲ့တဲ့ပြောသွားတာဆိုတော့အမီးဘဝကတော့တတဲလုံးမျိုးစင်ဆက်လက်အကျွေးတင်တဲ့ဘဝမျိုးအဲ့ဒါကအမင်္ဂလာထဲမှာပါတယ်ဒါကြောင့်ဖယားအလိုတော်ကရှင်းရှင်းလင်းလင်းပေါ်ပြပေးသားဖြစ်တယ်အမီးမဖြစ်စေဘူးကောင်းဖြစ်စေတယ်ဆိုတော့ဘုရားအရင်ဆုံးနားလဲဟုတ်ပြီဒါဆိုအားလုံးကတော့ပြည့်ညက်တရားကြောင့်အာရနဲ့အေဝါကြောင့်ချိန်ချင်းအမင်္ဂလာထဲမှာငါတို့အားလုံးတက်ရောက်ပြီးပြီဒါကတော့တေချာမွေးကလေးကအမင်္ဂလာအောက်မှာရှိပြီးသားဟောဒါပေမဲ့ခရစ်တော်ကအဲ့ဒီထဲကနေဘယ်လိုကယ်ထုတ်တယ်လဲအားလုံးသိပြီးသားဖြစ်တယ်ဆိုတော့ကားရင်တရားအဖြစ်ယေရှုခရစ်တော်သည်
ပြည့်ညက်တရားလက်ထဲကနေငါတို့ကိုရွေးနှုတ်ခဲ့တယ်တကယ်တော့လူပြောက်ထောင်ကနေလွတ်တယ်ဆိုတာကတကယ်တော့ထောင်ကနေလွတ်တာထက်သူဟာအမှန်တကယ်ဇစ်မြစ်ကိုကြည့်မယ်ဆိုဘယ်ကနေလွတ်တာလဲဆိုဥပဒေလက်ကနေလွတ်တာနော်ဆိုဘာဖြစ်လို့ထောင်ထဲရောက်တယ်လဲဥပဒေကိုချိုးဖောက်တဲ့အတွက်ဥပဒေကပြဋ္ဌာန်းတယ်လူအသက်မတတ်ပါနဲ့လို့ပြဋ္ဌာန်းတယ်အဲ့ဒါကိုချိုးဖောက်တဲ့အတွက်ဥပဒေကသူ့ကိုစီချက်ချလိုက်တယ်ဘယ်မှာလဲအလောက်ကျန်းတဲ့ထောင်တန်းဘယ်နှနေ့ကြာခံစီဒါကြောင့်တကယ်တော့သူဟာဥပဒေရဲ့ချုပ်နှောင်ခြင်းထဲမှာရောက်သွားတာနားလည်လားဒါကြောင့်သူကဘယ်လိုလွတ်နိုင်တယ်လဲဆိုတော့နံပါတ်1အချက်ဘာဥပဒေမှမချိုးဖောက်ရင်တော့ညှိစွန်းစရာကြောင့်ဥပဒေရခင်ဗျာဘာမှလုပ်မှာမဟုတ်ဘူးဒါပေမဲ့ဥပဒေချိုးဖောက်မိပြီဆိုတော့ဒုတိယနီလန်တစ်ခုကအဲ့ဒီဥပဒေလက်ကနေလွတ်ဖို့နီလန်တစ်ခုပဲရှိတယ်သူပေးတဲ့ပြစ်ဒဏ်ကိုခံယူရမယ်9နှစ်ဆို9နှစ်ထောင်ထဲမှာနေ10နှစ်ဆို10နှစ်ထောင်ထဲမှာနေအနည်း20ဆိုနှစ်20ထောင်ထဲမှာခင်ဗျာအသက်သွေးချွေးနဲ့တော့သွေးချွေးနဲ့ပေးစမ်းမှာဘယ်နေလွတ်မှာလဲဥပဒေရဲ့လက်ထဲကနေဒါကြောင့်ဥပဒေကိုခင်ဗျာအကျွေးဆက်ပေးတာနဲ့ဘယ်နေလွတ်လဲထောင်ထဲကနေလွတ်သွားတယ်တကယ်တော့ခင်ဗျာချုပ်နှောင်တာကထောင်မဟုတ်ဘူးဥပဒေကချုပ်ထားတာအဲ့လိုပဲလူဟာပြည့်ညက်တရားကိုချိုးဖောက်တဲ့အတွက်ဘာကချုပ်နှောင်ထားလဲပြည့်ညက်တရားကချုပ်ထားတယ်ပြည့်ညက်တရားကချိန်ချင်းရောက်စီချိန်ချင်းခံစီထောင်ထဲမှာနေစီတာသမီးမအောင်မြင်ပါစေနဲ့မြို့မှာလည်းအမိန်လာတက်ရောက်စီအနာရောဂါမျိုးစုံခံစားပါစီဆိုတဲ့ပြည့်ညက်တရားကခင်ဗျားကိုဒဏ်ခတ်လိုက်တဲ့အတွက်ကြောင့်လူသားအလုံးဟာတရားပြီးပြည့်ညက်တရားရဲ့လက်ထဲမှာချုပ်နှောင်ခြင်းခံရတယ်တရားပြီးအပြည့်ရဲ့နုံထဲမှာရောက်သွားတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ငရဲကိုချတာလဲဘာကချတာလဲဥပဒေကပဲချတာနော်အပြည့်ရဲ့ခတေခြင်းငရဲမှာတခါတည်းပြည့်ညက်တရားစီစဉ်ချလိုက်တာဒါကြောင့်ငါတို့ကိုခရစ်တော်ကရွေးနှုတ်ကယ်တင်တဲ့အခါမှာဂလာတိ3ထဲမှာနဲ့တဲ့အကြောင်းသဘောပေါက်တဲ့ပေါလုကရှင်းပြတဲ့အခါမှာဂလာတိခန်းကြီး4ထဲမှာဖယားသခင်ဒီကာလအချိန်တန်တော့ခါတဲ့နော်ငါတို့ကိုပြည့်ညက်တရားလက်ထဲကနေရွေးနှုတ်ကယ်တင်မှုရတွေ့အဲ့လိုသုံးထားတယ်ဘယ်ကနေရွေးနှုတ်မှာလဲပြည့်ညက်တရားလက်ထဲကနေဒါကြောင့်ကျွန်တော်အသက်တာငရဲကနေလွတ်ဖို့တော့စင်းရဲချင်းကလွတ်ဖို့တော့နော်အမိန်လာကနေလွတ်ဖို့တော့အပြည့်ရဲ့တကူကနေလွတ်ဖို့တော့ပြီးရင်တော့ချိန်ချင်းအမိန်လာနဲ့လွတ်မြောက်ဖို့ဆိုတာအဓိကတော့ချက်ကဘာလို့လဲဆိုတော့ခင်ဗျားဟာပြည့်ညက်တရားလက်ထဲကနေလွတ်ပြီးဆိုအားလုံးလွတ်သွားပြီဟာလေလုယာဒါကြောင့်အဓိကတော့ချက်ကိုဖြည့်ရှင်းဖို့ယေရှုရောက်လာတယ်ဒါကြောင့်ဂလာတိထဲမှာကျတော့ငါတို့ကိုတဲ့ပြည့်ညက်တရားလက်၌ရှိတဲ့ငါတို့ကိုရွေးနှုတ်ကယ်တင်ဖို့ရန်အတွက်ဘုရားရဲ့သားတော်ယေရှုကိုလောကမှာဆေလွတ်တယ်ခုနကျွန်တော်ပြောပြသွားပြီပြည့်ညက်တရားစုံလင်မှုနီလန်ဘယ်နှခုရှိလဲဘယ်နှခုရှိလဲဘယ်နှခုရှိလဲလက်ထောင်တိုင်းလည်းမပြောနဲ့နှမျိုးပဲရှိတယ်ဆိုတော့နီလန်တစ်ခုပဲရှိနံပါတ်1တခုမှမချိုးဖောက်နဲ့ဒါဆိုတော့ပွဲပြီးပြီဒါပေမဲ့အဲ့ဒါကအလုံးမဖြစ်ဘူးအားလုံးဟာဖြောင်းမတော်သူတယောက်များမရှိဘူးဖယားကိုရှာတော်သူတယောက်များမရှိနော်ကောင်းတော့အချင်းကိုကျင့်တော်သူတယောက်များမရှိအားလုံးဟာတဲ့ဖယားရှိမှဒုစရိုက်ကိုပြုပြီးတော့အသေးပြက်ချက်ကြက်တီတုံးကုန်ကြပြီလို့ကျမ်းစာပြောထားတယ်နော်ဆိုတော့ qualify ဖြစ်တဲ့သူတယောက်မှမရှိဘူးအားလုံးဟာတညီတညက်တည်းသူကဲ့သို့လမ်းလွဲကြပြီကျွန်တော်ကျန်တဲ့နေရာမှာဒါနိုင်ငံရေးပါတီမှာတော့မစည်းရုံးနိုင်ဘူးလူမျိုးစုံမှာမစည်းရုံးနိုင်ဘူးနော်အတင်းတော်ထဲမှာလည်းမစည်းရုံးနိုင်ဘူးဒါပေမဲ့စီးလုံးတဲ့တနေရာတော့ရှိတယ်တဏီတကက်တဲ့လမ်းလွဲကြတယ်အပြစ်လုပ်တဲ့အားလုံးအရင်စီးလုံးသလားမင်းတလုံးတော့ရတယ်လမ်းလွဲကြတယ်ဒါကလူအခြေအနေဆိုတော့ဒုတိယနီလန်တစ်ခုပဲကျန်တယ်ဘာနီလန်လဲကဲဒီဘက်ဖွဲ့ဒီဖြီးပေါင်းဘာနီလန်နဲ့လွတ်မှာလဲခုနကျွန်တော်ပြောပြီးတော့နံပါတ်1ကတော့ဥပဒေကိုမချိုးဖောက်နဲ့ဒါပေမဲ့ချိုးဖောက်ပြီးဆိုဘာနီလန်ပဲကျန်တော့လဲဥပဒေကပေးတဲ့ပြစ်ဒဏ်စီခြင်းကိုခံယူရတယ်ဒါဒုတိယနောက်ဆုံးနီလန်ပဲဒါကြောင့်လူတွေအတွက်ဒီနီလန်ပဲကျန်တော့ဒါကြောင့်အဲ့ဒီပြည့်ရဲ့တရားလက်ထဲကနေလွတ်ဖို့ဆိုရင်တော့ယေရှုခရစ်တော်ကနော်ကယ်တင်မှုကြွလာတဲ့ခါမှာသူလည်းဒီနီလန်နှစ်ခုအားဖြင့်သူကကယ်တင်ခဲ့တယ်နံပါတ်1ယေရှုကအပြစ်တစ်ခုမှမလုပ်ခဲ့ဘူးပြည့်ရဲ့တော်တစ်ခုမှ
mature Paukebu. The Kerotua, Tizia Chow, Mashi. Kari Matizia Chowshila, Mashi. What you know, a bit the Zenma, mature loan tare. Time Babu, let one Karima, pace at the lesser, Janza Bure, a Pia can't Tijin, the Nichinoga, Pisa Yamas and Mayema Tower and the Yaramali. Time Yishuga, Eddie Achuigu, Sapi like it. A Pia can't Tijin, Nakura, Atene, Nasame. A Tuimatome, a Pilochi, Mashia, Upuriga, down to the tread, Yishu the Paus, Lone, a Tui, Tunge. Now, Karima changing Kanet to a changing Kayane Surajam. Naro Kayame changing the issue the Karin Poma, Juiche at the Kangere. Janet Nilan and Tiluyare, Javime, Karin Poma at the Kanet Jamini, Batole, Naro, Ede Uyintega, a Pitiajam, Shatlare, changing at Mingla Alonte, Karin Poma, Tukura, changing Pietore. Now, so a Tuitone, a Tecusrire. Pinya toga town su carry a check alo to the sapile de kama to chinya leke the telestai a mu bibi a mu bibi the telestai sure Greek sagalongi a dick pega pares drobema tones or go daddy bisi the kuwede paucha poma pasan shimpi a juisa de a juisa pijam lemature the telestai Tiayo Matia in Zine. Editia Yoma Apishare, Matui Busone, the Telestai. Tone Mayode, a minute says Sapidobi, Tangani, Lotta Kamale, Dilunesine, Amu Alo Pidobi, the Telestai. Rajo Yishu Pure, Amu Bibi Suraga, Tenechino, Sayame, Apichu Aluna, Sapidobi. Hallelujah. Be through Kame, Apita Alo, Na Campitoabi. So the Tokura, a twin, Lemma to it all. Tower bringing or choking like that, or choksu like that. Tajo Chinuk Naleme, Galati Kanchi though a pine set on the Chepaya. Galati Kanchi though a pine set on Nema. Oh, we are TV set to Paya. Pegani Juino Dale. Changing Memo Peganile Pinyatea E changing Ma Juino Tomubi. Dajo changing young Ladaga Pajole, Pinyatea, Chu Powder, Dajo Jazaga, Pinyatea E changing. Dajo Pinyatea Tema sheep door to a Mira changing me, Kanzayame. Pinyatea a me built door to a changing Uyame, a pine at the same malady than she thought. No? Obi, Dajo Azo Nale Mure. Crypto the Naru Penny Juinole, Pinya Tiai, changing Ma Juino Tomobi. Dajo Naru, Yishu Jap Pane, Sign to the Lesura, Crypto Jap Kayare, Gauchi Mela, the Yaoya Jens, Necessitema Piodore, Mumale, Mela Shikunshi Dori, Tomanile, Mela Shiame, Tatami Avile, Gauzayame, Sipo Avile, Gauji Kanzame, Anna Joga in the Mata Sign of. Yao and the Sashi Patama Paima Pure, Mingla Alua, Narone Saitobi. Amen. The Mahomet Maturo, the Mahomaro, being at the a chip, Abject, Light Show Nine Ma Elutonare, Damagaro Malay Show Nine Kebu, Eddie Atwet, Amingla Kayare, Edagule Yeshua, Pishim Pito with Pit Dojo, Naroni being at the South Shamuja Modobene, Yeshu Karit Dojo, Narodi, Mingla Alone, Saindo, Tumyam Hallelujah. Dajo Gauss in a Muichi Pine Kitty to it. Nado change ma Lumia Bisun at Penny Lumia Land. Sing Jingani Lowa Colonjo Lumia Valley. Amen. Pamino Chue Waya Melissa Adika Chawi and the cook. Jansa the Chepachin, Nico Kanye Shitema. Nico Kanye Shit Apine go. Okay, bây giờ không?
ဟုတ်ပြီဂျေစုတော်ကိုတင်လို့သိကြဘာဂျေစုတော်လဲဒီမှာဂျေစုတော်ဆိုတဲ့ကလုံးသုံးထားတယ်ဒီဂျေစုတော်ကပါတယ်ငါတို့သခင်ယေရှုခရစ်စီးစိမ်ရှိတော်လဲဘောက်ခန္ဓာလဲစင်းရဲတော်မူခြင်းအပြင်တင်တို့အတွက်ကြောင့်တင်တို့ဒီစီးစိမ်ရှိစီခြင်းကတင်တို့အတွက်စင်းရဲခံခြင်းအဲ့တော့ကျမ်းစာကဂျေစုတော်အဲ့လိုသုံးထားတယ်နော်တကယ်တော့အဲ့ဒီစင်းရဲခြင်းခန္ဓာငါတို့ဒါပေမဲ့ခရစ်တော်ကစီးစိမ်ရှိတော်လဲသူကိုယ်တိုင်ပါခံတော်လဲစင်းရဲခြင်းဒါကြောင့်ယေရှုခရစ်တော်အသက်တာထဲမှာစင်းရဲခြင်းခံတဲ့တနေရာပဲရှိတယ်တချို့တွေကမိခွေမှာတွင်ရှိတယ်မြင့်မာလည်းတိုက်ရှိတယ်လူသားမှုကခေါင်းချစရာနေရာမရှိဆိုပြီးတော့ယေရှုကတဲ့လုံးတောင်းစားလူအရန်ခက်ခဲပြီးတော့စင်းရဲချုပ်တဲ့လူဟောတတ်တဲ့တရားစရာရှိတယ်ဒါပေမဲ့ကျွန်တော်ကျမ်းစာဖတ်တော့ကျွန်တော်ကျမ်းစာမှာယေရှုစင်းရဲကြောင့်တခါမှမတွေ့ရဘူးမွေးနေ့မှာဘာလဲဆောင်ရတယ်ရွှေရလောဘရဲ့မူရရဲ့သူ့ကိုလာရှာတာကဘယ်သူတွေလဲပညာရှိအရှိဘက်ကပညာရှိသူတို့ကဘာရှာတာလဲသူတို့ရှာတာဘယ်သူရှာတာလဲမေရှိယာ no နော်သူတို့ရှာတာကယူဒရှင်ဘုရင်တပါးပေါ်ထွန်းပြီးလို့ကျဲကပြတာဒါကြောင့်သူတို့ကဖူးတွေးဖို့ပညာရှိတွေရှာတာကဘယ်သူလဲရှင်ဘုရင်မွေးဖွားတဲ့ဘုရင်ကိုလာရှာတာဒါကြောင့်ဘုရင်နဲ့တွေ့တယ်ဆိုတာကကျွန်တော်မြန်မာပြည်မှာမင်္ဂလာဆောင်ပွဲလို့နော်လက်ဖွဲ့နဲ့သွားလို့မရဘူးမြန်မာပြည်မှာအများဆုံးဘာတွေပေးကြလဲဂျီနွေဦးတို့နော်အကျွေးဟိုပါလဲအဲ့ဒီဂျီနွေပကံတို့အချမ်းပကံတို့လက်တော့နော်ဒဘူးနော်လက်ကင်ပေါ်မင်္ဂလာဆောင်ပြီးလက်ဖက်ဆိုင်ကတန်းဖွင့်တော့ရပြီနော်ဆိုတော့ဒါနဲ့ဘယင်ကိုတွေးတဲ့ခါမှာအဲ့လိုသွားတွေးလို့မရဘူးဘယင်မပြောနဲ့ဒီမှာဝန်ကြီးချုပ်နဲ့တွေးမယ်ဆိုတော့မှလက်ထိုးတာမဟုတ်သေးဘူးနော်ဒါပေမဲ့လက်ဆောင်ပန်းတာဆိုတာယဉ်ကျေးမှုပဲလူကြီးနဲ့တွေးရင်လက်ဆောင်ယူရတယ်နော်ဖယားလူတွေတွေးရင်သူတို့လက်ဆောင်တည်လာရတယ်ဆိုတော့ကျန်းစာတစ်ခုလုံးမှအဲ့လိုပဲရှောလမုန်လာတွေးဖို့လာတဲ့မိဖယားရှိပါဆိုလေနည်းနည်းတော့တဲမို့တဲ့စီးစာနော်ရွှေတွေငွေတွေတည်လာပြီးတော့အဲ့ဒီဘယင်ကိုထိုးတွေးမှုရန်အတွက်လက်ဆောင်ပန်းတာဆက်သားရတယ်ဒါကြောင့်ဒီပညာရှိတွေယူလာတဲ့ရွှေကအပလာမို့ဆိုတော့တင်းနဲ့ကျွန်တော်မွေးနေ့မှာဘာလက်ဆောင်ရလဲစဉ်းစားကြည့်အောင်အနီးတစ်ထည်ဆိုတော်တော်လေးကောင်းသွားပြီနော်နုဘူးတစ်ခုဆိုတော်တော်လေးဟုတ်နေပြီချိုးလိမ့်လာပေးကြတယ်ဟုတ်လားတော်တော်ကောင်းနေတော့ကလေးအင်ဂျီဒီတဲ့အစမြင်တော့ကလေးစီးတဲ့စပိန်ဘတ်အဲ့လောက်ပဲနော်ဒါပေမဲ့ဘသူကမှရွှေတုံးကြီးတစ်ခါမှလာပေးမှုမလို့မထင်ဘူးပေါ့နော်ဒါပေမဲ့ယေရှုခရစ်တော်မွေးတဲ့ချိန်ကလေးကဘာဖြစ်လဲမွေးနေ့မှာရတဲ့လက်ဆောင်တက်တော်မှစားလို့မကောင်းတဲ့လက်ဆောင်မျိုးရတာဒါကြောင့်မွေးကြတဲ့မစင်းရင်နွားတဲကုန်းမှာမွေးတယ်ဆိုတာကလည်းဟိုတယ်အားလုံး booking ပြီးသွားလို့မှတ်ထားနော်ဆိုတော့ပတ်စံမရှိလို့မတဲနိုင်လို့မဟုတ်ဘူးဘာကြောင့်လဲလူတိုင်းကမြို့ရွာအသေးသေးနေအခွန်နေဆောင်ရမယ်တကောင်စင်းနေတွင်းရမယ်ဆိုတော့အားလုံးကကုဒီတအရက်ကိုပြန်လာတဲ့အတွက်ကြောင့်အကုန်လုံးဟိုတယ်အားလုံးလူပြည့်သွားတယ်တဲကွာလူပြည့်သွားတယ်အိမ်တိုင်းမှာလည်းကိုအမျိုးနဲ့ကိုဧည့်သည်များလုံးတဲ့ခါကျတော့ပတ်စံမရှိတော့နွားတင်းကုန်းမှာသွားမွေးတာမဟုတ်ဘူးနေရာမရှိတော့လို့အာမင်သူ့ဘေကဒီကိစ္စကဆိုကျန်းစာထဲမှာလက်သမားတို့ဒီကိစ္စ engineer တော့ contractor အိမ်ဒီပါတဲ့တိုက်ပြီးစောက်တဲ့ဟာပတ်စံချမ်းသာတယ်ဆိုတော့နောက်မွေးပြီးချင်းနိုင်ငံခြားပြန်ယေရှုနိုင်ငံခြားသွားတာကြားဘူးလားဒုက္ခပဲအဲ့တော့အီဂျစ်ပြည်ဆိုတကဘာမှာအမေရိကလူပဲလေနော်ကဘာ top ပညာရေးမှာအတွေးခေါ်ပိုင်းမှာစီးပွားရေးမှာအဲ့တော့ top ပဲကဘာမှာစစ်အင်အားကြီးမားဆုံးအီဂျစ်ကိုဖျားပြေးခိုင်းတာဘာကြောင့်ဆိုတော့ပြန်တော့ဟိုမှာဟေရိုမင်းကြီးဟိုမှာဟိုမွေးငါပွဲဖြစ်စီဝဲနဲ့စောင်းနေဆိုပြန်တော့မွေးငါပွဲဖြစ်သွားဒါကြောင့်ဝိညာဉ်တော့မပြန်နဲ့အောင်ထွက်ပြေးခိုင်းပြီးတော့သူလည်း refugee ဘိုးကဖြစ်သွားတယ်ဆိုတော့ Egypt မှာတနည်းလောက်တော့ပုံတယ်ဟိုဘယင်ဆုံးပြီးဆိုမှဝိညာဉ်တော့ပြန်သွားဆိုတော့အဲ့ဒါနဲ့ပြန်လာဒါကြောင့်မွေးပြီးချင်းနိုင်ငံခြားသွားခဲ့တာမှတ်ထားအာမင်နောက်ခရစ်တော်ဆင်းရဲခဲ့တဲ့အမှုတော်မြတ်ထဲမှာသူ့မှာအိမ်ရှိတယ်နော်ကျမ်းစာဖတ်ကြည့်သူ့အိမ်မှာရှိတဲ့ဘဲတော်ဒီ12ယောက်လုံးဝသူစပွန်ဆာပေးထားတာတပည့်တော်တွေကဝါတီဖွဲ့တွေလေတခါစ၄၅ပကံဆွဲတဲ့ဖွဲ့တွေဆိုတော့သူက3နှစ်3မှုလုံးဝနော်စပွန်ဆာလုပ်ပေးခဲ့တာခရစ်တော်ကပြီးရင်သူလုပ်ခဲ့တဲ့တင်တန်းနဲ့စဉ်းစားကြည့်၄၅ရမဟုတ်ဘူး
Yao chai be ngã thảo Miêu tơ mi kali tu li mốc sa ni mà ba tiêu đó ngã thảo để cái tông này chỉ tông bao mà lâu mà tiền nan lâu đã này tông ye Giêsu này họ chỉ về đắp sẹo họ ra ngã thảo này tu là ngã thảo này này đó nào xong dây khali ba biết thoát tôi đi họ lại đó thế mẹ chui mũi đó lu ngã thảo ua áp bia chui mà bắt lâu ta là họ bay cá bị đồng mặt thang này chui đó sẽ là tông áp bùa sang amen mà đã mà sinh nghe cái bộ mua làm gì thế mà How did the Kali of budget go to the Chile? Dagat the Bawa. Sing it in a last sing for it. Damn it, eight the Bawa, the Atema, the Pawal to the Shine, the Milikanane, a book you get it. Tuma Banai Mushire, Chamula, Crit by Banaimu. Juna Shakayoli, no? Totakan a champan load out of Bahama Matita, Fana Below Town the Lesoro. Sing it that he books so many Picane, Kungire, Taga Crypto Amura Sanji. Now to know what Pazuri like. Hero may Saro Kay, a mutamiri, the Kay Shatuya can she the chew, or Piamela Durigale, Jishu now like the sponsor Bijar, top and Bijar. So a muro met the Kuloma, sing it the Niama Kimaro, Tuyaman Ho. The Kali debate on the Silo K, Mino to Bahama unit, Pianaraga, Mino Palu the lady, Sia Bahama Malu, a copies on it. The Kali the children and Pasantabi, the Silo, the Kuja Loam, my baby, the Silo Chinashige. Piojin a crypto, Amura Saujima, the Chin the Kamya, Machu de Kim. Tabe Kuna Pare Chazarema. Crypto the seizing Shitole, sing a Chingu Kane, Bemakanale, Lewa Garema. Jeremy Mabima, sing it out below nationally. Nizam Shibu, Sasam Shibu, and sing it all. Tabe Jury got. Through a senior song, Tamales, a wood a cheesy she. What's the Yamashibu, and I got the game gay so a senior of a chin if you thought. That's a Pierre Jano Padagama. They know how to go out to a one labi Timby me. They know Piashim, a wood a cheesy she jare. Now Paulo Gabriel. Nadi was Sergeant Lechon Gabure, a wood a cheesy she jile, Nachon Gabure. Yoshinaga. Lowa can go on, sing it and need out, Piojina. That's a crypto, Lewa Karim, a thing and a chima. I would a cheesy ne, Lewa Karim, a chitara, a lagamo boo. Santran boo, Sepi Srebu and Dread, or did I? Or chitana boo. Lewa Karim, a wood mapa, Busuraga, a sing it, a sing so no to Pitona, chance of Piachin of your day. Hallelujah. Dilau saja orang mumi alam panzembiro. Kau kene miji pain shimfide. Eri Yesu Kristo kurai. Awam apa benda cek thane suraga. Kuna chansa ka piore. Kristo di season shito le. Teno atwecham singe jingu kane suraga. Tu singe de tenia beshire. Bemale karen poma. Tu ye singe kanjina patule. Eri chansa pian payau. Patule, they know the season she say jinga. I don't see season she say jinga. Joy was say jinga. Talk about Candola, eh? Sing jingo Candola. Did the check turn it on mark the test out of the loop now there. Hallelujah. That's what he should pay Kanjinema. Chinoroku. Change it, I mean that take any. Look me a book, to put the check ten, Ludalo Alon Piet. The check out Alon Piet. Any 2 years sing can 2 years changing Kanjina, Nayeka and Losire, singing and Losire, Timago Chow the second and Losire, appear the Goan in Lumnosire, Chong Nauji Aloma, Lumnosire. Hallelujah. Tower Chong Nauji and Lumnosire. That's what the check out Alon Piet. That's what Yesu can get them near Alonha. Alonha, Tayamatea Ayichi. To Kaya the Danchinale, Tayamatea Ayichi. The Chuba, Mayeka, and looked at the Kutego, Eungili look correct. Mahobu, Yesu Pure, Jansa Pure, Eungili, these songs, Jinga, Nalai. That's what Gary my Yesu Crypto, seeing a Kanjina, the national, seizing Shibu and Pepchide, so that. Eddie Jong Ji check a tema and a long time and Mene Sweataba. Amen. To Mian, the Paya, Gamji, a Jama Biore, Pasa, a Jama Biore. Eddie Payanakin, the love a tepo baby, a yacht you be here.
ကျွေဝခြင်းကိုစန့်ကျင်တဲ့အထဲမှာမပါမိစေနဲ့အရှုံးကြီးရှုံးလိမ့်မယ်အာမင်ယေရှုလှုပ်ပေးသမျှအားလုံးဟုတ်တယ်ငါအတွက်ဖြစ်တယ်ဆိုတာတရားမှတရားယာလုံးပြည့်ယုံပါโอเคဒါကြောင့်ဒီပထမပိုင်းမှာပြောချင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ဘုရားခင်ကပြောတယ်တရားဟောရကျမ်းအခန်းကြီး8အပိုင်းငယ်18ထဲမှာပြောတယ်နော်အဲ့ဒါလေးတစ်ချက်ဖတ်မယ်တရားဟောရကျမ်းအခန်းကြီး18sorry အခန်းကြီး8တရားရရှိအပိုင်းငယ်18တွေ့ပြီဆိုတော့ဖတ်ရအောင်တင်းဤဘုရားခင်ထာဝရဘုရားကိုသာအောင်မြင်ရမည်အကြောင်းမူကားတင်းဤဘိုးဘီတို့အားကျိန်ဆိုတော်မူသောဘိငင်တရားတော်ကိုယနေ့ကဲ့သို့တည်စေလိုသောငါစီးစိမ်ရတတ်သောအစွမ်းတတိကိုဘုရားခင်ပေးတော်မူ၏တိတ်မှုပါပေးထားတယ်စီးစိမ်ရတတ်သောအစွမ်းတတိအင်္ဂလိပ်လို the power to get wealth power ဆိုတဲ့တကိုးကိုပေးထားအစွမ်းတတိပေးထားတယ်ဒါကြောင့်ဘုရားခင်ကောင်းချီးပေးတဲ့ခါမှာပစ္စည်းနဲ့မပေးဘူးပတ်စံနဲ့မပေးဘူးအထုပ်လိုက်ကောင်းကင်နဲ့မချပေးဘူးဘာကိုပေးထားလဲအစွမ်းတတိပေးထားတယ် power ဆိုတဲ့တကိုးပေးထားတယ်အာမင်ဘာတွေ့လဲအဲ့ဒီ bringing တရားတည်စေခြင်းကတဲ့တကယ်ပြီး confirm ဖြစ်ဖို့ bringing တရားအတည်ပြုခြင်းအတွက်သူဒီစီးစိမ်ရတတ်သောအစွမ်းတတိမနေ့ကကျွန်တော်ပြောတဲ့တက်သိဖျားရှင်ပေးထားတာကျွန်ဘဝနဲ့လွတ်မြောက်တာမကဘူးရွှေနဲ့ငွေနဲ့ထုတ်ဆောင်တယ်ဒါဟာဓမ္မတိကာလမှာငါတို့ယေရှုအားဖြင့်သူ့ရဲ့ရွှေနှုတ်ကယ်တင်ခြင်းကိုမြင်စေခြင်းလို့ဓမ္မဟောင်းကာလမှာTV နဲ့တကွာတရုတ်ဆောင်တဲ့တကွာဖခင်ကအေဂျစ်လူမျိုးတွေကျုံကိုင်ရဘွားတွေထုတ်ဆောင်တဲ့ရွှေတွေထမ်းခိုင်းတဲ့အဲ့ဒါတွေတဲခိုင်းတယ်ဆိုတာကတင်နဲ့ကျွန်တော်မြင့်ဝါးတင်နေဝိညာဉ်ထဲမှာမြင်အောင်ပြီးတော့အော်ယေရှုရဲ့ရွှေနှုတ်ကယ်တင်ခြင်းဟာငါရဲကနေလွတ်ရုံတည်းမကဘူးချင်းချင်းထဲမှာအနာရောဂါထဲမှာစီးရခြင်းမှာတကယ်လွတ်မြောက်ပါလားကြွယ်ဝခြင်းနဲ့ခရစ်တော်ထုတ်ဆောင်ပါလားဆိုတဲ့အလုံးစုံသောအုတ်တုံကောင်းစားခြင်းအုတ်တုံတည်င်းကောင်းယာလုံးပြယုံမှုရတဲ့ပုံသက်သေးတဲ့ကွာယေရှုထားခဲ့တာဖြစ်တယ်အာမင်အာမင်ဒါကြောင့်ခေါင်းဆောင်တွေအရေးကြီးတယ်ကျွန်တော်အမှုတော်ဆောင်တွေကိုအရေးကြီးတယ်ကျွန်တော်တို့ကိုယ်တိုင်ကနော်စင်းရဲ့ချုပ်တဲ့ line ကိုပြေးနေရင်တော့သွားပြီအသင်းသားအားလုံးနဲ့အဲ့ဒီနောက်ကိုတကောက်ကောက်ပေါင်လိုက်နေမှာကျွန်တော်တို့ကိုယ်တိုင်ကအမြင်ဖွင့်ပေးရမယ်ကျမ်းစာနဲ့ပတ်သက်တဲ့ငွေကြီးကဖခင်ကဘလို့အလိုရှိတယ်လဲဆိုတာကျွန်တော်တို့ကိုယ်တိုင်ကတက်တည်နဲ့ရှင်းနေဦးဆောင်သွားမယ်ဟာလေလုယာအဲ့ဒီတိုင်းလဲဆက်ပြီးတော့တွင်တင်သွားရမယ်ဒါကဘုရားရဲ့အလိုတော်ဖြစ်တယ်ဒါကြောင့်စီးစိမ်ရတတ်သောအစွမ်းတကိုးကိုဘုရားရှင်ပေးထားတယ်ဒါကြောင့်ဒီကျမ်းစာဖတ်တဲ့ကဘုရားခင်ကကျွန်တော်တို့စင်းရဲမှာလုံးဝမပူပန်ဘူးအပေါ်ပိုင်းမှာကြီးတဲ့ခါမှာအပိုင်းရဲ့ရှိကနေခொနစ်ကနေပြန်ဖတ်ရအောင်တရားရရှိအပိုင်းခொနစ်ကနေအကြောင်းမူကားတင်းနှင့်ဘုရားခင်ထာဝရဘုရားသည်ကောင်းသောပြည်ချိုင်နဲ့တောင်ထဲကပေါက်သောမြစ်ချောင်းဆိုင်ရည်တွင်ရေကားများနဲ့ပြည့်စုံသောပြည်ဂျုံမှုရောစပစ်ပင်တင်းမောတပန်းပင်တလဲပင်နဲ့ပြည့်စုံသောပြည်တန်လွင်စီပြားရည်နဲ့ပြည့်စုံသောပြည်ဘာမျှမလူပဲဝါစွာစားရသောပြည်တန်ကြောက်နဲ့ပြည့်စုံ၍တောင်ထဲကချင်းကိုတိုးရသောပြည်သို့တင်းကိုဆောင်သွားတော်မူ၏ထိုကောင်းမွန်သောပြည်ကိုပေးသနာတော်မူသည်ဖြစ်၍တင်းဒီဝါစွာစားရသောအခါတင်းဤဘုရားခင်ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းရမည်ဒါကြွယ်ဝခြင်းနဲ့ပတ်သက်တဲ့ဘုရားခင်မိန့်မာတဲ့နော်အချက်နှစ်ခုပဲရှိတယ်တင်းတို့ဒီအလွန်ကြွယ်ဝပြီးတော့ဝါစွာစားပြီးတော့ဘာမျှမလူပဲဝါစွာစားတဲ့ချိန်မှာအကောင်းဆုံးအိမ်မှာနေတဲ့ခါမှာမိတွေကထွက်တဲ့ကြောက်စိမ့်တွေရောင်းပြီးတော့ချမ်းသာတဲ့ခါမှာကြီးနေတိုးပြီးတော့ချမ်းသာတဲ့ခါမှာဟာလေလုယာတင်းတို့ဘာလို့မလဲဘုရားခင်ရဲ့ဂုဏ်ကျေးဇူးကိုချီးမွမ်းရမယ်ဘုရားခင်တောင်းဆိုတာဒါပဲဂုဏ်ကျေးဇူးချီးမွမ်းတယ်ဆိုတာဘုရားရဲ့ဘုန်းကိုထင်ရှားစေတာဒါကြောင့်ကျေးဇူးတော်ချီးမွမ်းခြင်းရှိပူဇော်တော်သူဟာငါရဲ့ဘုန်းကိုထင်ရှားစေတော်သူဖြစ်တယ်
Oh, the season the passion now pay, passion of the look country pay, Payagan General Dilu Chimia de Soda, Ludi Mimiro Chana Kama, but the boat in Shale, Payan the King boat in Shale. I don't nip it the Kumara Pure. They know the Mama Tema, a land of Corden Nomotui, go Jesu Nyago, Payay go Jesu Parile, Piashan Palu Gaumele, Palu the go Gidale, Piashan Palu Tatnine. Piashan Palu Nita Shigedale, Piashan Palau Jesu Putale, Toye going Alu, Payarkin Palau Tanshinale, Payarkin Palau Kamadale, Payarkin Palau Tayamyada the Lesure, Toye go inga Nyagure, Popia Sejinga, Naru Wapile, that the Apit Piashan Shikauta. Mo my Kega, Alene Matada. Hallelujah. That's a Chiloma Manabure, Car as seen as the announcing Laila Bulur. Hallelujah. Amen. Etaga Paya go Jesu Pobiama. Any winning suit Jesuria, Paya attention young Pobiama. Any joy watching ya Paya attention young Pobiama. Amen. That's a Paya can cause on it, Gadito Piga. Chinoro at Red Pamia Pimale Sura. Chinoro at Tocaro. Eddie Gadito, huh? Canam Pigu Mindaima Kamia Pami Royale. Yeshu. Amu bibi sure gadito alo ngaro ye kanan bibe dan chepi jamma bi edi khmya dan chepi jamma chin ne be de ma tain pai bu lu le Krito ga sin ye chu tin lu jwe wa bi sure jwe wa chin ne be de ma khmya ko ra yauk shi bu lu le ngin te chin nga bibi sure edi ngin te chin ne ma teke ne bi de ma win sa tain pai bu lu le Ao miền nó tụi ao miền nó tụi nhau sure ne be de ma gadi atai ateta na pi song chin na gadi do pi win sa chin me Hallelujah. Chenoga, Patui name in a hold. That mean wing in Nebedema, Payarkin, Piotamia, Gadi Alo, they attacked Arema, Jongi Chine, some Sainaga, Piece of Ladaga, they get Canan Pive. Elaga, Muyos, Vipin, Temor Pampin, Talepe, and a piece of Nobi, Tanasi, Pia in a piece of Nobi, Namakuma, Pamia Malue, Waswa, Saya Dobi. Take away my sub do a, take away my do do shiri, take away my do mute. Louis love song jet kuma, Mapio. A sente Payabeka love song Peter, they must out do a. Peter te maturo shiri, Pamia Malue, Condo Yana Pito a. Was or Saya do P. You know what? Shoot as one as Sagayare, Camille Quadan, Henley Quadan. The Kali is a Taro Makaye, be Mata leader now so a big sabu. So, Elu, shoot them up yet near Modo. The car general Chintawa English at Nedega led. You are the guard led. English as well, Ludiale accounts on tree. What did Tapi, Noari Tapi, no time would appear at Jaro. Short timer, a young almond. A pian laro, Taminza Waima. Taminza Jack. Tola Aya Payasa. Era tu tang elia tija chile tu api Taminza. Era ne Jaro Tima Hanamai. A paid it. Tadi Jare, Taga, Emily Dora Mores, Trinesa. So, a mother quader Nesana Zoro. To Emily Dore Niama, a war drinking a chimpa with a mother going to eat a tally Lincoln Sadakama. Tu tadribi, a pay that English kiss in Bono. So, Chinoro Bemabe Champesales, English kiss in Mabe, a major skill in it, no? The Dine Elusa. Time a chance of Elu Chute Jim Hold. Hallelujah. Was Saya Dopi, Pamia Malue, was Saya Dopi. Amen. In County South Kamane, Payabu, Mamine, Eda Live Piama Thore, Namatiga, Go Jisu, Shimaive, Namaniga, Payagu, Mamine. Now the check the Chaja Pobia, they know which way was or she kama, one no sonnet, Taurabi Amuku, Sanyame. Tabe, Adiga di don't chepe. Amen. Daja each way watching that but the line. Chinoro Kuranga, any kind you check she will do it. Daja any season Yatado Aswanta Tema, Piashin, Namatika Palesoro, Aqua, a check, Miashi Dame, Dimane Paimara, Yadala Pilome. Season Yata to Aswandago, Namatika Palesoro. Mankano, Shogi Chine, Wunkanji.
the power of right believing and right confession ကျွန်တော်တို့အသက်တာအားလုံးယုံကြည်သူတွေကနော်ဘလို့အလုတ်လုတ်တယ်လဲဆိုတာကျွန်တော်နားလဲဖို့လိုတယ်။ဥမာကဘာအိုးမှာကြီးတဲ့ခါမှာကဘာကိုခန်းကြီးတဲ့အပိုင်အတဲ့ကိုအလွတ်ရမှထင်ပါတယ်။အလုံးတို့ဖိုင်အစာဝင်ဖျားခင်ဒီကောင်းကင်ရဲ့မိကြီးကိုဖန်ဆင်းတော်မူ၏။မိကြီးဒီဘာဖြစ်လဲအစင်းတမ်းမရှိလွတ်လပ်လာဖြစ်လေ၏။ကျွန်တော်တို့အသက်တာလဲကဘာအိုးလိုဖြစ်တတ်တယ်နော်ကဘာအိုးဖန်ဆင်းကစားအသက်တာလိုပဲပုံမလားပန်းမလားအစင်းတမ်းမရှိဧကထဲမှာလဲလွတ်လပ်လာဖြစ်လေ၏ဘာစောက်ထဲမှာလဲလွတ်လပ်လာဖြစ်လေ၏နော်ဆိုတော့ကဘာအိုးအသက်တာအဲ့ဒါနော်ဒါတော့ကျွန်တော်စင်းရဲပြီးတော့မွေးဖွားလာတာကကျွန်တော်တို့အပြစ်မဟုတ်ဘူးရွေးချယ်လို့ရလားမရဘူးလေရွေးချယ်လို့ရတော့ကျွန်တော်ဘယ်တော့မှမြန်မာပြည်မမွေးဘူးနော်အနည်းဆုံးမလေးရှားတော့စမစအသားဘယ်လောက်မဲအရှိလဲပိုင်မွေးတော့မှရီးသားတွေထွက်သေးတယ်နော်ဆိုတော့ကျွန်တော်တို့ကရွေးချယ်လို့မရတာဖယ်မိသားစုမှာပေါက်ဖွားမယ်ဆိုရွေးချယ်လို့ရလားမရဘူးအတကုံအစောခါနဲ့မိသားစုကကြီးပြင်းရွေးချယ်လို့မရတာမြန်မာစကားဆိုကိုယ့်ရဲ့နောက်ဘဝဘာတွေလောက်ထားခဲ့လဲမသိနော်အရင်ဘဝအကူတူများခဲ့လို့နော်ဆိုတော့ဒီမှာတော့မရှိပါဆိုတော့ပြောချင်တာကျွန်တော်တို့မွေးကလေးကစင်းနေတာကအပြစ်မဟုတ်ဘူးရွေးချယ်လို့လည်းမရဘူးဒါပေမဲ့တစ်သက်လုံးစင်းရသွားဖို့တော့ဖခင်လိုတော့မဟုတ်ဘူးတင်းအနာဂတ်တမိုင်းကိုတင်ပြောင်းလဲလို့ရတယ်တင်းရွေးချယ်လို့ရတယ်ဟာလေလုယာအဲ့ဒီကဘာဦးအသက်တာပုံမရှိအစင်းတရံမရှိလွတ်လပ်လာဖြစ်လေအိဆိုတဲ့အခြေအနေမှာဖခင်ရှင်တင်းကိုထားခဲ့ဖို့အလိုမရှိဘူးဆိုအဲ့ဒီအခြေအနေကနေဖခင်ဘလူကျွေဝချင်းနေတက်ဆောင်တယ်လေကြည်အောင်သူ့ရဲ့အထဲမှာတပံညုတ်တညံတော်နဲ့ပုံပေါ်ပြီးတော့ဒီဇိုင်းသူ့ရဲ့အထဲမှာရှိတဲ့အတိုင်းအထဲမှာသူစဉ်းစားတဲ့ပုံပေါ်တယ်အဲ့ဒီယုံကြည်ချက်ကိုဘာလို့လဲထုတ်လွတ်လိုက်တယ်ဘယ်လိုထုတ်လွတ်လဲအမိန့်ပေးတယ် let there be light အလင်းဖြစ်စေကုန်းနဲ့ရေဖြစ်စေမူးမြင့်တဲ့ချက်ဖြစ်စေလေထဲမှာတလိ္ဆာနေမြက်တွေဖြစ်စေကုန်းထဲမှာကုန်းပေါ်မှာနေတဲ့တလိ္ဆာနေဖြစ်စေရေထဲမှာနေမဲ့တလိ္ဆာအလုံးဖြစ်စေအမိန့်ပေးတဲ့အခါဘာဖြစ်လာလဲဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏ဟာလေလုယာဒါကြောင့်အရင်ဆုံးအတွေးခေါ်ချိန်ရမယ်ယုံကြည်ချက်ပြောင်းရမယ်ငါတို့အဖိုးဘွားခဲ့တဲ့စင်းရတာပဲငါတို့ပြစ်မဟုတ်တာငါတို့စင်းရတာလဲကောင်းပါတယ်အလိုတော်ပါပဲဒီနေ့ခရိယန်ကိုလက်စားတဲ့ကြမ်းချက်တကူကစားတာအသုံးပြုတာပါလေဘာမဆိုအလိုတော်ပဲယောဂရတော့တယ်အလိုတော်ပဲစင်းရတော့တယ်အလိုတော်ပဲကျွန်တော်အလိုတော်ဆိုတာကမဝန်ခံခင်မှာပိုင်းခြားပြီးတော့သိရမယ်စင်းရဲမှုအလိုတော်ဖြစ်တယ်လို့သိယုံရင်ဘယ်တော့မှစီကံတော့မပြမိစေနဲ့အလိုတော်စန့်ကျင်ရကြတယ်အာမင်ဖျားနာခြင်းအလိုတော်ပဲလို့ဝန်ခံရင်အနာယောဂဖျားပေးတဲ့အလိုတော်ပဲလို့ဝန်ခံရင်အဲ့လိုယုံရင်တော့စီကံလည်းမပြနဲ့ဆံလည်းမပြနဲ့အဲ့ဒီယောဂနဲ့ဆုံးလိုက်တော့နေတင်းချင်းတိုးလိုက်တော့အဲ့ဒါအလိုတော်ပြည့်စုံခြင်းပဲဒါမဲ့လက်ဝါးကားရင်အလိုတော်ထင်ရှားပြီလေသူခံရတဲ့ဓာတ်ချက်တွေအလကားရှိုးပြမှုရိုက်ခံထားတာမဟုတ်ဘူးနော်အဲ့လောက်နာကျင်ခြင်းခန္ဓာပါတော့လေဓာတ်ချက်တော်အားဖြင့်တင်ဂျမ်းမာဘူးအဲ့ဒါသူ့အလိုပဲတော့မှမပြောင်းလဲအလိုတော်ဖြစ်တယ်ဟာလေလုယာဒါကြောင့်အလိုတော်ဝန်ခံခြင်းနေမကောင်းဘူးဟုတ်တယ်ဆံမပြောတော့6လပဲခံမယ်ဒါပေမဲ့ငါယုံတယ်ဓာတ်ချက်တော်ပြီငါဒီကျမ်းမာသောသူဖြစ်တယ်အာမင်ယုံကြည်ပြီးတော့ဝန်ခံတဲ့အခါမှာတင်ကျမ်းမာခြင်းဝန်ခံတဲ့အခါမှာဝိညာဉ်တော်တွေတဲ့အပေါ်မှာလှုပ်ရှားတယ်ဝိညာဉ်တော်ကဗလိုက်အလုံးမလုပ်ဘူးနှုတ်ကပတ်တော်အတိုင်းအလုံးလုပ်တယ်ကောင်းကင်တမန်ကလည်းနှုတ်ကပတ်တော်အတိုင်းပဲအလုံးလုပ်တာအာမင်ဒါကြောင့်တင်နေနှုတ်ကပတ်တော်နဲ့သဘောတူပြီးတော့ကျမ်းစာကပြောတယ်ဓာတ်ချက်တော်ပြီငါကျမ်းမာပြီးလို့တင်ဝန်ခံတဲ့အခါမှာဝိညာဉ်တော်ဒီတင်းရဲ့ကိုယ်ခန္ဓာမှာလှုပ်ရှားလာပြီးတော့ခုနပုံမရှိအစင်းတရံမရှိလွတ်လပ်လာဖြစ်တဲ့ဆိုတဲ့နေရာမှာဝိညာဉ်တော်ကအသက်ကိုသွင်းလိုက်တယ်အကောင့်ထဲပေါ်ပေးလိုက်တယ်မရှိတော့ရတယ်ရှိလာတယ်ဟာလေလုယာအရင်ဆုံးပယ်ထဲမှာတည်ဆောက်တယ်
Mamia, Shonji Chinne, Behema, Popoyare. Eddie Shonji Chinne, Behema, Mibo Swayar, Kabamija, Palu, Sinda and Shiame, Kone Palaushia, Kono Pia Pomotare. Eda, a main Peter Kama, no Twistagatai, Winging Nodi, Ji Minabim Boma, Loshare. Hallelujah. That don't you at that Darema. No Gabato, Winging, Eddie no Gabato, a chick and Matutai, Winging Noga Miasa, Pumpiano Miam. Huh? Winging Noga to Noga Bato Abi a Lolo. That's how they at the Darema. I so a tree call Biamame. Shonji check Biamame, Blue Biamle, Noga Bato and Anipo to Yami. I shouldn't do singing up a Kalmare, singing up here a Ludo, a Kura Palome. Biambian lake, Amen. Satan, may you know, may a linyare, may a cheese that chingong, meaning a set on the Jamashiro, Nadiniga is Sabio, Payanic, no Gabato and Najone. Nade Mita Sua, singing in Lower Masainobu, Ching Gene Masainobu, Galati Toma Piotabi, Yishudi Nagu, Pigetia Chingchima, Juino Tomu B. Dajanga, Gauchin and Sino to Pitoa B. Hallelujah. Yishu Nagu Sas Lewakarima, Sik and Alagamo Boo, Naku and Chue Wabu, Sise. The children, Gauchi of you, wing in Gauchi Mamina County. No. Paya Gauchi Mamina, wing in Gauchi Padalu. Let tweet in Shada, that the Amian Pie. Kaba who set up a pioneer papiba. Kaba just set up a pioneer hitema. Now the change jelly papiba. Tuaka Abihandi, Tu Noaz, Birkama, Showing we will go alone. Yatade. Pelu Yatadale, alone. Juyu Chandarala, no. Mo share Chuewanida. Kiss Gara, Tuma Zun Pala, Amen, Chuewajima. Yamavima La Pena Muji, usual Zonopa, shares in Zumba. I tell Malo to do it. That means Zumba that share, no? So I had a column of Pioda to do where that means Zumba shares the new Tatori. That don't Abihandi Babile, Juyu Chandara Mubu, don't want the Lix and Gaza, Shuing Wigu Babile, alone. Pepe said Chanda Nida, Matana, Amen. Paya Kauchi Pile, Matanaimu, Nilo Lemia thank you very well. So, Todi, two no Edward Sea Point Longana, save you when you saw. Two no Azuraba, and a factory, a techo say of it. Two win at Tejo Dago. That don't Abiana Bari Mazashile, a techo say of Nyazashile. Two Shimara Balule, two Janda Lubibo, and I looked at my one tango bureau. Kisagan and Mia. Pinkala Oxuraga, Dike, my Senate Gari. Tuma Anya Ishide. I'll buy my separate hammer. Abianet, Lota alone, Chuewa, Miapia Laden, Tuniari throughout Masando. Aku, the Luquimpi, a J. Eka Pomiazo, say only Saunane, Kapa Kinia Lura Kama. Eddie Abia, a lot of money, Lota Tutui, a lot of money, anyone Nabambo in Nia Luraja, Mikoti Lula. Eddie Kajar Abiana, Mashido, Pia Kaunji Suraga, one nation, Majono, Naro Lanquaya. Rajam Takarano, the Jeje Pidate, or go Zenimon and Tatani, Miban and Wida Harikon, ain't never the Jeje Pidate. But they had to do what? So, a fair lemony names were. Get Naro, they look at Jeja Pidate, me chided language. Me, Sita Bubetoy, Naga, Rambubeto, Medabe. So, Lanquay appear. So, Piochinaga, Palaudom, Juewala the Lesson. Miji the Piloma Trotwe, Nia, Masanto. That may announce that count, no? At Lau Chanda Juewabi me Abihandi. Miji ne Patere seizing Suela no sick the Piama, Mashibu. He be a setting my pure. Todi. Amye Tito Nukue Swelane. Rajam Chanzarema,
you know, I don't do it. Chantai, Piana with on me. Chantai, a chimney pit on me. Chantai, oh, Pietema, do say them, Panya Pet seed on me. Low ho. Chinoya Booby Chia, hallelujah. Abian, Isaac, Janko, Kitsima, alone, Joy Wakere, Tabime, say the Londa, Atelia Gobe, Soila Nido man. Elu attention, no Jade, or a Janza Piade. Hallelujah. Eda do na Londa Paisane to Letema, alone, Joy watching Piashan Annalime. Apima singing a Pietana Mo. Dame a tweak or choke any as in the view. Jongijin ma choke any as in the view. Apima Pasan Below Chanda, Jongijin choke any Majagan Dido can say lame. Dame Lola say, Pamam Shiu, Kaba Ulube, Chile no, Pomala Pamala, ascend the Damashi, no? Ain't him a Lola Pille, Ekatem Lola Pille, Benacom a Lola Pille, Pipi make some shiu. Then Jongijin ma chue one nipido. Eda total Ladakama, Mashito Ayadishila. Hallelujah. Go ne jiri niya yulame. Alendi niya yulame. Hallelujah. Momin a chiri pillame. Go go matore lexani pillame. Jire man name lexani pillame. Hallelujah. That you know that they be. That they be. So that you know Dima Amura Sami Chile Kamare, the Siado that they be. Tru Balu Asap the leg, the Dome I don't need it. Oh, you know what? Sang on Moine who sabing a soak the sea. Now saying a shit on me who to do the Bulo Chinzi Piana Almere, and a new rap over the car, or my Yap Toya Biambi, a Kukanaya Biambi. I have a sabi is a country pillar. Amen. Mias or a tatanari pillare, a ten or mias or kitty lare, a good beach and them, you know, or Sabar or Pin. Oh, party, Molongo maybe. No idea, Jikuka Medina Dame, Akuro, Machida Yari, the PVC, hallelujah. Daga, Danamuna Bashidi. Now, so not the K, hey, needed, Miloya, Payman or it, Nanchamio, Jikuka, Beauty Pala de Shila, hallelujah. The Kulo bound them, the Webber bound them, and I bound Akono. Aso nhau làm này, pi ở tên Will Châu pi nhà tiền pi để cháu đi bỏ làm này, amen. Sang ye pi này tu này, đã một cá pi workshop đi bàn này, mà biểu lúc nào cá thâu để xem đi bàn bỏ làm à, lúc đó sẽ chỉ là lu thâu để xem nó bỏ làm, lu lên tu bỏ lại, so đã lên tụi mía này tết tì ta cái gì vậy, amen. Ấy là cái bài chú lệ giờ là đi này sao? Atema tell like that. Can you tare? No kapato ye tetiri be. Hallelujah. No kapato machine ma pila bungi guro. She pina dong pia oma. That me you know. Joji la. Oh paya kau ni paya. Tu ye singa na lagamu ngaro chue wabu. Pina kama amuro sang soda. Oh the kane apa suole au male spray ne apa male spray ne ena nyomo ya wa. Apa ne au desino le ka apa aton ni au ma aton so. That is time matin ne ase ma biu. No et lo ne ena chance au sok to lo ne be. O ai ma coffee won tau di ma coffee won dau ne mo ya. Amen. So Shinodo edit ateno yau de kama atui go ri long wa phya pyaung pai la de. အရင်တုန်းကတော့ဟုတ်တယ်အရင်ခေတ်တုန်းကတော့ဒီခေတ်နဲ့မတူဘူးပေါ့နော်အရင်ခေတ်အမှုတော်ဆောင်တွေကတော့ပူပြီးတော့ကျွန်တော်တို့ပူပေးဆိုင်ရတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကိုယ်တိုင်အမြင်မပွင့်ဘူးပြီးတဲ့အခါမှာယုံကြည်သူတွေလည်းအမြင်မပွင့်ဘူး။အဲ့ဒီကကျတော့အများဆုံးရတဲ့ lab gift တွေကဖယုံသီးတို့နော်ဂေါ်ခတိငါးလုံးတို့အစင်းနဲ့လုံးဝအိတ်ရှိနဲ့အဲ့လိုတည်ရတဲ့ခေတ်ဆိုတော့သူတို့ဖူးကများစွာပေးရတယ်။ဒါပေမဲ့သူတို့တလည်းကြီးဆိုတော့ချီကျွန်တော်တို့ကသူတို့အားဖြင့်ဒီခေတ်မှာအများသူတို့စိုက်ခဲ့တာကျွန်တော်ပြန်ရေးသိရတယ်နော်အဲ့လိုဒါပေမဲ့အရင်တော့တွေးခေါ်ကခရိယန်ဆိုတာဆင်းရဲရတယ်နော်အမှုတော်ဆောင်တွေကိုယ်တိုင်ကဒီလိုပဲတင်ပေးခဲ့တာလေချမ်းသာရင်ဘုရားနဲ့မင်းတို့ဝေးသွားလိမ့်မယ်နော်ချမ်းသာပျက်စီးသွားမယ်ဆိုတော့မာယင်းနဲ့ကျမ်းစာပိုင်းခြားမှုအားနေတဲ့ခါမှာအားလုံးကကျွန်တော်ခရိယန်အများစုဒုက္ခရောက်ကြတယ်ဒါပေမဲ့အခုဘုရားရှင်တမိုင်းကိုပြောင်းလဲစေပြီဟာလေလုယာဒါကြောင့်ကျွန်တော်အတင်းတော်မှာဆရာကြီးကိုယ်တိုင်သွန်သင်ပေးတယ်ဒါကြောင့်အမှုတော်ဆောင်တွေကိုယ်တိုင်ကရှီဆုံးကနေပြီးတော့နော်နမူနာတက်သေးနဲ့ဦးဆောင်ရမယ်ဆိုတော့တင်းတို့ကိုယ်တိုင်ရုံမှဆိုတော့သူများပေးမှကမ်းမှဆိုတာမဟုတ်ဘူးတက်တလုံးစင်းကြီးလို့အတွေ့ကိုဘေးဖယ်လိုက်တော့
ဆိုတော့တင်းကိုယ်တိုင်ကြွယ်ဝမယ်ဆိုတော့ယုံဆိုတော့ကျမ်းစာနဲ့တင်ပေးလာတဲ့ခါမှာကျွန်တော်ဒီတိုင်းပဲယုံကြည်လာတယ်ယုံတဲ့အတိုင်းပဲဟောတယ်နော်ဆိုတော့အစဟောတော့မှဆိုတော့အခြေအနေသိမကောင်းဘူးနော်အခုစရိမှာအပြတ်ဟောတာပဲဘုရားခင်ကြွယ်ဝတယ်ငါတို့တော့ကြွယ်ဝမယ်ဘုရားရှင်ကတတ်နိုင်တယ်အပြန်ကျတော့ပတ်စကာမရှိလမ်းလျှောက်ပြီးတော့ပြန်နေတာပဲဟောတော့လေကောင်းကမှတော့အော်တာပဲဒါပေမဲ့ယုံကြည်ခြင်းဆိုတာကြွယ်ဝမှဟောရမှာမဟုတ်ဘူးအခုကတည်းကဘာမှမရှိခင်ကတည်းကအာမင်နောက်မှတော့ယုံအဲ့ဒါစဟောပါဟာလေလုယာအချို့ကမေးနေတယ်မင်းအဲ့ဒီကြွယ်ဝခြင်းအကြောင်းဟောတာမင်းကဘယ်လောက်ရှိလဲဖြည့်စရာအကြောင်းမရှိဘူးနော်ဖြည့်တော့ဒီထဲမှာလာကြည့်ဟာလေလုယာဒေဗီယုံကြည်ခြင်းလည်းလိုပဲဟောသူစုတောင်းဟာသူအရန်အဲ့ဒီမှာစစ်ပီးခါစားဆိုတော့လေတနိုင်ငံလုံးပြကြပြီးမှဗိမာန်ဆိုတော့မူကာရွတ်ပြင်တဲနေတဲ့လှုပ်ပြီးတော့သူစားခဲ့တယ်ဒါပေမဲ့သူလူချင်းနဲ့တော့စပိန်ဒီကစားတဲ့ကနိုင်ငံခြားကောင်းစားပြင်သူလူချင်းတစ်သားနဲ့မော်ဂရီနဲ့လှုပ်တဲ့စပွဲဘာညာပြင်ထိုင်ကောင်ကလည်းဒီလူလဲတော့ခြာလပိုက်ရန်နဲ့လဲတဲ့ခုံမျိုးမှလှုပ်ချင်းတာအရန်သာသနာပြုဆရာဆိုတော့ဘယ်လိုမှမဝယ်နိုင်ဘူးဒါနဲ့သူဆိုင်ကယ်ဒီကားစုတောင်းတယ်တတိကျတော့သူကြီးညာငါမာတယ်အဲ့ဒါတွေရပြီတဲ့ဆိုတော့ကလေးကဟာဘယ်မှာလဲဆိုတော့လာကြည့်ချင်းတဲ့ဆရာဆိုတော့အေးမင်းတို့ကြည့်ချင်းလာခဲ့ဆိုတော့အိမ်မှာခေါ်သွားတာအိမ်ရောက်တော့ဘာမှတွေ့ရလွတ်လာတာဖြစ်လေပေါ့နော်ဆရာဘယ်မှာလဲဆရာပြောတယ်ဘယ်မှာလဲဆိုတော့ငါဒီထဲမှာကိုယ်ဆောင်နေတယ်ဟာလေလုယာအဲ့ဒါပဲတချို့တဲ့ပြီးတော့ဟာဒီကြောင့်မင်းကျွေးဝချင်းဟောတယ်မင်းဘာရှိလဲညာရှိလဲမဟုတ်ဘူးဒီထဲမှာကိုယ်ဆောင်နေတယ်အာမင်တချို့တွေစမွေးလာပြီနောက်ထပ်အများကြီးမွေးအောင်ပါအာမင်အောင်မြင်ခြင်းတွေမွေးအောင်မယ်ဖြောင်းမခြင်းတွေများစွာမွေးအောင်မယ်အော်ကျွေးခြင်းတွေမွေးဖွားအောင်မယ်ဘိန်းတော့တိတိများစွာမွေးဖွားလာအောင်မယ်ဟာလေလုယာဒါကြောင့်တကယ်ယုံကြည်သူတက်တာပါလေအပြင်းမှမရှိတာကြောင့်လုံးဝစိတ်ပစ္စည်းအကြောင်းလုံးဝမရှိဘူးနော်ဆိုတော့အိမ်တော်ရွေးတဲ့ခါမှာလဲပတ်စံရှိလားမရှိလားအရင်တော့တွားပါရမပါကားပါဘူးကြီးဆိုတဲ့ခေတ်ရှိခဲ့တယ်နော်အခုကမှအဲ့ဒီကားတွေတွားတွေမကြည့်နဲ့ယုံကြည်ခြင်းရှိလားမရှိလားတာကြည့်ရမှာဖြစ်တယ်အာမင်ယုံကြည်ခြင်းရှိတဲ့သူတွေပေါင်းရင်ခင်ဗျာအဲ့ဒီတိုင်းအလိုလိုတိုးတက်လာမယ်ရှုံးတဲ့တိုင်းဖြစ်လာမယ်ဆိုတော့အဲ့ဒီတိုင်းကျွန်တော်ယုံလာခဲ့ဒါနဲ့တနေ့ကျတော့စုတောင်းတဲ့ခါမှာဘုရားကဖွင့်ပြတယ်အသက်မွေးလို့တော့အစားအစာကိုကျွန်တော်တို့ဟာနေ့စဉ်တိုင်းပေးသနာပါဆိုတော့ကျွန်တော်အသက်မွေးလို့အစားအစာဆိုဘာလဲပေါ့နော်ဒါပေမဲ့ဘုရားကအဲ့ဒီထမင်းတစ်ခုတည်းကိုပြောချင်တာမဟုတ်ဘူးအသက်မွေးလို့တော့အစားအစာဆိုတာကကျွန်တော်နေ့စဉ်အသက်တာထဲမှာလူအချက်အားလုံးကိုအကျုံးဝင်ပေးတာဖြစ်တယ်ကဲကျွန်တော်တနေ့မှာဘာတွေတော့စဉ်းစားကြည့်အောင်မနေ့မိုးလင်းတာနဲ့စားဖို့လိုအပ်ပြီ breakfast Ijakoi samla, samosa samla, ta samla, no? O shangoze samla, kalakause samla, chạy là duy lối Now, ta đã mi jamga bu lu re, jushin di lu bi, nga kha, paisa le mi kha, ji kha, phone kha, epi internet bill. So tayet ta ma lu da myai ne, no? Kashin le sibu, sangasin le sibu. So da phaya shan la chino tok khai ne. Budget ဆိုတာကတဲ့တင်တန်းလုံးမှာဆွဲရမှာမဟုတ်ဘူးတဲ့အာမင်ကျွန်တော်ခရိယန်ဒီအမှုတော်ဆောင်ပြရတယ်ဘယ်ချိန်မှာ budget ဆွဲလဲဆိုတော့တင်တန်းတစ်ခုလုံးမယ်ဆိုမှတော့ budget ဆွဲတာမဟုတ်ဘူးခင်ဗျားဘုံဝအတွက်လည်းယုံကြည်ခြင်းနဲ့ budget ဆွဲရအာမင်ဆိုတော့ခင်ဗျားရဲ့တရက်တာမှာအသုံးစိတ်ဘယ်လောက်လို့တလဲပြီးရင်တပတ်မှာဘယ်လောက်တလမှာဘယ်လောက်လို့ဥမာတလားဆိုအိမ်ငါးခါအကုန်လုံး transportation or ဆိုင်ငယ်စီဘူးကားက phone billပြီးကလေးတွေကြိုရှင်စေအကုန်လုံးဖျားချရေးခိုင်းတယ်ဆိုအဲ့ဒါနဲ့ရေးတဲ့ကဟာကိုကမရေးဖို့ရင်လည်းဘာမှမကုန်တယ်လို့ဒီလားရေးလိုက်တော့အများကြီးပဲကုန်တာမိသားစုတစုဟာလေအဲ့တော့ကလာခါက3000ခွဲရတယ်ဒါပေမဲ့တကယ်လက်တွေ့ကုန်တဲ့ခါကျတော့4သိန်းခွဲလောက်ဖြစ်နေတယ်ဟာဆိုတော့ဘုရားကြီးဆိုတော့ဘလောက်လုံလောက်တယ်လဲနော်အစပေါင်းများစွာပေါ့အဲ့ဒီဟိုလုံခဲ့တဲ့နှစ်တော်များများအဲ့ဒါနဲ့ကျွန်တော်စဆုတောင်းတယ်ဘုရားရှင်တရက်မှာအသက်မွေးလို့တော့အစားအစာကတော့တရက်မှာဒီလောက်ကုန်ပါတယ်တပတ်မှာဒီလောက်ကုန်ပါတယ်တလမှာတော့ဒီလောက်ကုန်ပါတယ်ဒါကြောင့်ဘုရားရှင်ကျွန်တော်အနည်းဆုံးတလမှာ9သိန်းဝင်ဝေမဖြစ်လို့မရလို့မဖြစ်ဘူးဒါကြောင့်လက်တင်နဲ့ယေရှုနာမနဲ့လာစင်9သိန်းရပြီအဲ့တော့လာစား3000ဆိုတော်တော်လေးအစတည်းရတော့ကိုရတယ်နော်စကားပေါင်းနဲ့ဆိုကိုရတယ်ဒါနဲ့စာအုပ်ခန်းနဲ့
so anytime ဘုရားကချက်ချင်းတော့မပြပါဒါပေမဲ့နောက်နှစ်ဒီမှာ12လထဲမှာ12လရှိတဲ့ထဲမှာ3-4လလောက်ကစုတောင်းတဲ့အတိုင်းပြည်လာတယ်နောက်နှစ်မှာကျတော့တနစ်နီပါလုံးလတိုင်းပြည်လာတယ်ဆိုတာမျိုးပေါ့နောက်ဘုရားရှင်ကယုံကြည်ခြင်းမြင့်တက်ခိုင်းတဲ့အခါမှာခရီးတော်လာများတဲ့အခါကျတော့ယေရှုနာမလာစင်ကိုတော့10သိန်းဝင်ဝေလူချင်းမာတယ်ပြီးသိန်း30လူချင်းမာတယ်သိန်း100ယေရှုနာမနဲ့ဆိုဘုရားကယုံကြည်ခြင်းထည့်ပေးတယ်လို့စဝန်ကတဲ့အခါမှာအန်အောဘုရားဘုရားရှင်ကပြည့်စုံစေတယ်ဟာလေလုယာဒါကြောင့်ကျွန်တော်ရှိပြီးသားပေါ်မှာဘတ်ဂျက်မဆွဲပါနဲ့ရှိပြီးသားအပေါ်မှာမတွက်ချက်နဲ့ငါတို့လာခဘလောက်ပဲရတယ်ဆိုတော့ငါတို့အဲ့ဒါဝယ်နိုင်မလားမဝယ်နိုင်ဘူးလားအဲ့ဒါကမဟုတ်ဘူးဘုရားကယုံကြည်ခြင်းနဲ့ခြေလှမ်းခိုင်းတဲ့အခါမှာတင်းတော့တကယ်လည်းလိုအပ်တဲ့အရာတွေဘာတွေရှိတယ်လဲအဲ့ဒါဒီအပေါ်မှာစပြီးတော့ဘတ်ဂျက်ဆွဲပါအာမင်တရက်မှာဘလောက်ကုန်မလဲဥမာတင်တန်းကြောင့်ဆိုရင်တရက်မှာဘလောက်ကုန်မလဲတလမှာဘလောက်ကုန်မလဲတစ်နှစ်လုံးမှာဘလောက်ကုန်မလဲပြီးဘာပစ္စည်းတွေလိုတယ်လဲတခါတည်းမရှိသေးခင်ကတည်းကဈေးနှုန်းတွေကြည့်တာမေးတာဆိုင်တွေသွားတော့ဒီဆောင်ဘကဘလောက်ပဲဘလောက်တခါတည်းမေးတာတခါတည်းဟိုချာကြီးပြီးဟိုကဘလောက်လဲတခါတည်းဈေးမိတာတော့ဈေးတက်တခါနာဒါပေမဲ့ရှိတဲ့ပုံမှာအဲ့ဒီလက်ရှိဈေးနှုန်းတွေကြည့်တခါတည်းမှတ်တာအဲ့ဒီရေးသားတာကအရင်တကူပါတယ်မရေးမမြင်ဒါကြောင့်ဟိုပြီးတော့သူကဖတ်နိုင်အောင်ယူပိုင်မှာဖြစ်လေရေးထားပါတဲ့မှတ်သားထားပါချာကြီးလိုက်မိသားစု30ဘလောက်ကုန်တယ်လဲတဝချင်း30ဘလောက်လိုချင်တယ်လဲအဲ့ဒါတွေရေးထားလိုက်နော်အဲ့ဒီပုံမှာတင်ကိုယ်တိုင်ကိန်းကနမ်းမြင်တဲ့ခါမှာအဲ့ဒါတကူပါတယ်အဲ့ဒီပုံမှာလက်တဲ့နေ့တိုင်းဝန်ကယေရှုနာမနဲ့ငါလာစေဝန်ငယ်ဘလောက်ရှာပြီအာမင်ယုံကြည်ချက်ကိုစလက်တွေ့လုပ်ရတယ်အဲ့ဒီတိုင်းဝန်ကတဲ့ခါမှာဘုရားသခင်ကျေးဇူးတော်ကြောင့်ဘုရားရှင်အစဉ်ပေးစဉ်ကောင်းချီးပေးလာတယ်မဖြစ်နိုင်တဲ့အရာတွေလုံးဝဖြစ်တည်လာဘုရားရှင်တာဝန်ယူတယ်အာမင်ဒါဆိုဒါကြောင့်ဒီဟာလေးကိုဒီနေ့လက်ဆောင်ပေးခြင်းနဲ့ငွေကြီးနဲ့ပတ်သက်လာရင်ကျွန်တော်ကတခါလေးစင်ငယ်ချင်းတွေမှာနေတာကြားတဲ့ခါမှာအဲ့ဒါထဲမှာနေတာကြသွားပြီအဲ့ဒီထဲမှာကိုယ့်ရဲ့ comfort zone ဖြစ်သွားပြီမယုံချင်တော့အော်အဲ့လောက်နဲ့ဆိုလုံလောက်ပါတယ်အဲ့လောက်နဲ့ဆိုအဆင်ပြေပါတယ်အော်အဲ့လောက်လေးဆိုမစိုးပါဘူးဆိုလူကကျွန်တော်အဲ့ဒီအဖြစ်ပြက်တစ်ခုထဲမှာနှစ်ရှည်ကြလာရင်လေအဲ့ဒီပုံစံရဲ့လွှမ်းမိုးခြင်းအဲ့ဒီကဘောင်ခတ်ခြင်းကျွန်တော်ခံရတယ်ဒါပေမဲ့ဒီနေ့ဝိညာဉ်တော်နဲ့တော်လာတဲ့ခါမှာဝိညာဉ်တော်ရဲ့အဲ့ဒီကန့်တက်တဲ့ဘောင်ကြီးအလုံးချိုးဖျက်ပေးလိမ့်မယ်ဟာလေလုယာအမြင်သစ်တွေဖွင့်ပေးလာလိမ့်မယ်အာမင်ရှိပြီးသားပေါ်မှာပဲချင်းချင်းကျက်ကျက်နဲ့လှုပ်တာမဟုတ်ရတော့ဘူးဟုတ်တယ်လောလောဆယ်တော့ချင်းချင်းနေတယ်ခက်ခဲနေတယ်ဒါပေမဲ့အဲ့ဒီဘောင်ထဲမှာကိုမဆွဲဘူးအဲ့ဒီကန့်တက်ကြော်လုံးပြီးတော့ယုံကြည်ခြင်းနယ်နိမိတ်ထဲမှာအရင်ဆုံးပုံဖော်လိုက်စေးဒီတခါနဲ့ခြာyiလိုက်တခါနဲ့စုံစမ်းလိုက်အဲ့ဒီပုံမှာစုတောင်းယုံကြည်ခြင်းနဲ့ခြေလာအာမင်ဆိုတော့တရေအသက်တာတွေလုံးဝထူးခြားပြောင်းလဲလာလိမ့်မယ်အာမင်ကျွန်တော်ရန်ကုန်ရောက်ကအစမှချင်းတော်နေရောက်လာတာဆိုတော့69လောက်မှာအိမ်ပြောင်းတာရန်လွယ်တယ်အိတ်တလုံးထားရင်ပြီးသွားပြီနော်အိမ်ပြောင်းတာကဘဝကနေဟိုပြောင်းလိုက်နေစမ်းမချင်းဖျားเจ้าမှာကတ်နေလိုက်ပလင်ပေါ်မှာနေတာတော့မှပလင်ပေါ်မှာငါတို့အိတ်ခဲ့တယ်ပလင်ပေါ်မှာနော်ဆိုတော့အဲ့မှာဆရာကျော်တို့ဘာညာဖွဲ့ဒီဖျားเจ้าမှာကတ်ပြီးအဲ့ဒီမှာပဲနေဒါပေမဲ့ဖျားเจ้าလည်းကြာလက်မကားဘူးမင်းတို့ထွက်တော့ရှုပ်တယ်ဆိုပြီးတော့ကန်ထုတ်လာတဲ့ကမှာအိမ်ငါရှာရပြီနော်ဒါပေမဲ့ကျွန်တော်ဆုံးမတဲ့ကူတော့ချတာတယ်အိမ်တော်မှာပြုတ်ခင်လေးမှာတော့တိုက်ခန်းတကူတော့ငါလုံးဝဆုတောင်းရမယ်ရအောင်ဆိုတော့ယုံကြည်ခြင်းဝင်တဲ့ကမှာလေတိုက်ခန်းနေစဝယ်အဲ့တော့တိုက်ခန်းအဲ့တော့340 50တော်တော်များနေပြီလာခ3000အိတ်ကထဲမှာဘယ်လောက်ရှိလဲ900ကျပ်900တန်လောက်ရှိတယ်900အိတ်ထဲမှာထဲပြီးတော့အိမ်လိုက်ရှာတာဟာလေလုဆိုတော့အိမ်ပိုင်ရှင်တွေတော့ဟာအရင်လည်းထင်ကြီးပြီးဟိုအိမ်ပြတ်ဒီပြတ်ဘာငယ်ပွဲစားတွေကဒါပေမဲ့ပြောချင်တာယုံကြည်ခြင်းနဲ့စချင်လာခဲ့တာအဲ့ဒါကြီးစိုးကြောင့်ပထမတိုက်ခန်းတစ်လုံးအိတ်ခန်းနှစ်ခန်းပါတယ်အဲ့ခန်းတက်မိဘူးကြောင့်တက်ဆိုဘုရားရှင်နာမကြောင့်အကျွေးနဲ့ဝင်နေတယ်နော်အားလုံးအကျွေးပဲအဲ့တော့လည်းဖြစ်ချင်တော့အကျိုးဆောင်အားလုံးဒုက္ခအရန်ရောက်တဲ့ချိန်လေအားလုံးအတူများရတယ်ဆိုတော့အဲ့ဒီအကျိုးဆောင်တွေမှာသူတို့အထားကြတဲ့ခါမှာအဲ့ဒီအကျိုးဆောင်ကအကုန်လုံးအစိုးရပိတ်ချတဲ့ခါမှာအတင်းသားတွေတချို့ချမ်းသာတဲ့ပုဂ္ဂိုလ်အကျွေးဘယ်လိုမှပြန်မရဘူးဆိုတော့ဘယ်သူစီမှချီးတာလည်းလုံးဝမလွယ်ဘူးဒါပေမဲ့ဘုရားခင်ဂျေဇုတော်ကြောင့်အဲ့ဒီအကျွေးလည်းအားလုံးတစ်နှစ်အတွင်းမှာတဝက်ဆက်နိုင်တယ်တဝက်ကတော့တော်တော်ကြာမဆက်နိုင်ဘူးကလေးတွေတော့ကြီးကုန်တယ်အကျွေးရှင်တော်သေးတယ်တော့အိမ်စီမှာဆက်ပါစရာဆိုတော့လေဒါပေမဲ့ကိုကအကျွေးယူတဲ့သူဆိုမလွယ်ဘူးလေနော်
အကျွေးရှင်တွေရှိမှတရားဟောတာလဲတော်လေးယုံကြည်ခြင်းထဲရဒါပေမဲ့တရားမရှော့ဘူးနော်ဘုရားရဲ့ကျွေးဝါတဲ့ဘုရားရှင်တတ်နိုင်တယ်ဟောနေစေပဲမြာရိမာယေရှုနာမအကျွေးတောင်းတဲ့ကိုအမိန်ပေးတယ်အကျွန်ုပ်ရှိမှတေးနေငီတော့အရဖြစ်ရမယ်ယေရှုနာမအကျွေးကြည့်ပြီးမြာတိုင်းဝန်ခံတယ်ချက်ချင်းတော့အဲ့ဒီတောင်းတော်နဲ့မပြောသွားဘူးနော်ကလေးတော့အလွတ်ရတယ်တခါလေကိုလည်းချာကငီးငွေပြီလေဟာမဝယ်ခံတော့ဆိုတခါလေနားတာပေါ့နော်ကလေးတဲ့ပပတဲ့အကျွေးကြည့်ပြီးဆိုမပါသေးဘူးလေအော်ယောဖီရှုနာတော့တခါဝန်ခံဒါပေမဲ့အဲ့ဒီဝန်ခံချက်တွေကလည်းဘယ်တော့မှအခြေအနေမဖြစ်ဘူးနော်ဘုရားကဘလို့အလုပ်လုပ်လဲဆိုတော့အဲ့ဒါတခါနှစ်တစ်ကိုနေကုန်တဲ့ပိုင်းမှာတခါအဲ့ဒီမိုးဆဲဘက်မှာခေါ်မိုးဆဲမှာတင်နန်းလုပ်ပြီးအဲ့ဒီတရုတ်နယ်ဆက်ဘက်မှာလည်းတင်နန်းလုပ်တော့အဲ့တချို့ကြောက်ရောင်းလို့တဲ့ဖွဲ့တွေလည်းစုတောင်းသူတို့လည်းညမှာတင်နန်းပြီးတော့ဒီချောင်းလေးပဲကျွန်တော်ဟောတာဘုရားကဘလူကောင်းချီးပေးမယ်ဘလူကြွေဝချင်းနဲ့ပတ်သက်တဲ့ကြောင်းဟောတာအဲ့ဒါနဲ့အမတရားကစုတောင်းလာခံတယ်ဆရာရဲ့စုတောင်းပေးပါတဲ့သူဝယ်ထားတဲ့ကြောက်ကအဲ့တုန်းက380လောက်ထင်တယ်တဝက်ပဲလာပြီးတယ်မြန်မာငွေအရင်တော့မရဘူးပေါ့နော်တဝက်ဈေးလောက်ပဲရတယ်စုတောင်းပေးပါဆိုတော့လူလဲတောင်းပေးတယ်ကြောက်လဲတောက်ကြောက်ပေါ်မှာလက်တင်ပြီးတော့အဲ့ဒီကြောက်မင်းတန်ဖို့ယေရှုနာမတက်ပါစေပေါ့နော်မင်းကိုဝယ်တဲ့သူငါယေရှုနာမဖိတ်ခေါ်တဲ့ဒီရောင်းထွက်ပါစေဆိုတော့သူ့ကိုနှုတ်ဆက်ခဲ့တာဒါနဲ့သူလဲသူတို့ဟိုတယ်မှာရောင်းဝင်လုပ်ကြတယ်ဒါနဲ့သူညနေပြန်လာတဲ့ခါမှာဟာမျက်နှာပြုံးရွှင်ပြီးတော့ဆရာကြီးစိုးတော့ပဲတဲ့ကြောက်ရောင်းထွက်သွားပြီဆိုတော့ကျွန်တော်အော်ဟလာဆိုကြီးစိုးတော့ချီးမွမ်းတယ်ဒါနဲ့ခဏနေလက်ပြလာပြီးတယ်ဆရာတဲ့ဆရာဆုတောင်းပြီးလို့ဒီကြောက်ကမထင်မှတ်ပဲနဲ့10စားလောက်မြက်တယ်ကိုတော့တဝက်ပဲလာပြီးတဲ့စီးကလေဆုလည်းတောင်းပြီးတော့10စားတန်မိုးတက်သွားတယ်ဟာလေလုယာရှောင်းထွက်သွားတယ်အဲ့ဒါဆိုင်ပြီးတော့မဆုတော်ထူတယ်ခါတိုင်းရတယ်မတူဘူးပေါ့နော်ခါတိုင်းလည်းနည်းနည်းပိန်နေတယ်ဆိုင်နေအဲ့တော့စိတ်ထဲမှာမြန်မာငွေအတုံးလေးသိမ့်ဖြစ်မလားပေါ့ဆိုဒါနဲ့နေဆိုင်ရောက်တော့တငယ်ချင်းကိုလဲခိုင်းတဲ့ကမှာအဲ့လိုကျွန်တော်လည်းမရှိတော့လေကဲကွာဒါကဖျားရှင်ပေးတဲ့ကောင်းကြီးပဲဟိုမြန်မာငွေနဲ့လဲပေးလဲဆိုတော့ပြန်လာတဲ့ခါမှာ36သိန်းရတယ်ဟာတက်မှာအမှုတော်ဆောင်ခြင်းနဲ့မှာလေပထမဆုံးအများဆုံးလာပြပြရတဲ့ချိန်ပဲအဲ့တုန်းကရတော့1000တော့9000တော့ဆိုတော်တော်များနေအဲ့ဒီခေတ်တုန်းကလေ36သိန်းဆိုကိုရမနီလို့တတိလိခါနေစီကိုကျွေးကလည်း30ကျော်ဆိုဟာကိုတီပဲပေါ့နော်ဆယ်ဘူးဘူးဖဲတယ်တခါတဲ့အဲ့ဒီ36တန်းကိုင်းတဲ့ချင်းကတော့ခြေတော့ကမီကြီးနဲ့မထီဘူးတတိယချင်း born again ဒုတိယချင်းတတိယချင်း born again ခံစားတယ်ဆိုတော့အဲ့ဒီဝန်ခံချက်တွေကလည်းတခါလေချက်ချင်းတော့နေရာမယူလာပါဘူးနေ့တွင်ချင်းညတွင်ချင်းတော့ယေရှုနာမနဲ့ကျွေဝပြီးလို့ဝန်ခံမြင်မဲ့ချက်ချင်းအချင်းတွေကမပြောင်းလဲဘူးဒါပေမဲ့ဆက်ပြီးတော့ဝန်ခံနေပါအာမင်ဆက်ပြီးတော့ယုံကြည်နေပါဖခင်ရဲ့အချိန်တန်တဲ့တနေ့မှာဖခင်ရှင်အမှုပဲတစ်ချက်တည်းပဲဖခင်တို့ကအလုံးလုံးတာလေအရန်လွယ်တယ်ဒါပေမဲ့ဒီချမ်းမှာကျွန်တော်ပါအမျက်ရလဲဆိုတော့ယုံကြည်ခြင်းနဲ့ဝန်ခံခြင်းနဲ့ဘလောက်တကိုးကြီးတယ်လဲဆိုတော့ဖခင်ရှင်ကတင်ပေးတာဖခင်တို့ငွေကြီးဆိုတော့ကျွန်တော်ဆက်ဝန်ခံနဲ့ချက်ချင်းတူပေးလို့ရပါတယ်ဒါပေမဲ့ဖခင်ရှင်ကကျွန်တော်တို့ကိုဘာဖြစ်လဲကြောက်ဆောင်မတီးတဲ့ယုံကြည်ခြင်းနဲ့အသက်ရှင်စေခြင်းနဲ့အာမင်ဒါကြောင့်ယုံကြည်ခြင်းတင်တန်းကြောင်းထဲမှာဖခင်ကတခါလေ3နှစ်စိန်ထားတဲ့ရှိတယ်တခါလေတစ်လစိန်ထားတဲ့ရှိတယ်တခါလေတစ်ပတ်တွင်းမှာဆင်ပြီးတာလည်းရှိတယ်ဆိုတော့အချိန်ကတော့ဖခင်လက်ထဲမှာကုတောင်ကတော့ဘုရားသခင်ပြောတဲ့အတိုင်း yes သဘောတူမယ်အဲ့ဒီတိုင်းဝန်ခံမယ်ကိုဟောက်တခါတဲ့ budget ဆွဲမယ်အာမင်လုံးဝဘုရားအချိန်တန်တဲ့ခါမှာဖြစ်စေတယ်ပြည်စုံစေတယ်အဲ့ဒါလည်းမကြောက်ဘုရားရှင်အဲ့ဒီကောင်းတဲ့အိမ်တစ်လုံးထပ်ပြီးတယ်တိုက်ခါမယ်အဲ့တော့ကျတော့အိမ်ခန်း3ခန်းမဆာဘက် room နဲ့ပါနဲ့ဒါပေမဲ့ဒီကိုဗစ်ကာလထဲမှာလည်းဘုရားကိုချီးမွမ်းတယ်ဘုရားရှင်အနဝစရာကောင်းတယ်နောက်ထပ်ဒီတလုံးမှာဘုရားရှင်ကအိမ်လုံးချအိမ်တစ်လုံးထပ်ပြီးတယ်ကိုယ့်ရဲ့လာကားနဲ့ကိုယ့်ရဲ့ဝင်ငွေနဲ့ဘလို့မှရှီလန်းမမီတဲ့အရာမျိုးဘုရားရှင်ကောင်းချီးပေးတယ်အာမင်ဆိုစရာတို့လည်းဒီမှာလုံးဝကိုကသူတို့မနေ့ကပြောတယ်နော်အိမ်ဘုရားရှင်အကောင်းဆုံးကိုပြင်ဆင်ပေးတယ်တကယ်တော့သူတို့အိမ်ဆောက်ဖို့အစီအစဉ်မရှိဘူးအဖြေလေးဆွဲတဲလေးပေါ့နော်အဲ့တော့ဖြေဆွဲဖို့ဖြေနေနည်းနည်းလက်လွန်သွားပြီးတော့လှုပ်ရင်းနဲ့တကယ်ကိုရှယ်ဘုရားရှင်ပြင်ဆင်ပေးလိုက်တာဆိုတော့ဒါဒီကနေ့တွင်ကြီးညတွင်ကြီးမှာနေရာယူတဲ့အရာတွေမဟုတ်ဘူးလုံခဲ့တဲ့ဘယ်နှစ်တုန်းကလည်းကျွန်တော်ဒီတရားစကားတွေကြားခဲ့တယ်ယုံကြည်လာခဲ့တယ်ဝန်ခံလာခဲ့တယ်ဟောခဲ့တယ်
ချက်ချင်းမှာဖြစ်လာပေမဲ့အချိန်တန်တဲ့အခါမှာတဆင်းပြီးတစ်ဆင့်ဖျားချင်ချီးမြှောက်တယ်ဒါကြောင့်ဘယ်သူတွေမှကျွန်တော်မရှင်းဘူးကိုဘုံအကြောင်းအတိတ်ကိုပြန်ကြည့်တဲ့အခါမှာလုံအများကြီးတော့မဟုတ်ပြီးခဲ့တဲ့9နှစ်10နှစ်ပြန်ကြည့်လိုက်ဘုရားရှင်ကမိုးနဲ့မြေလိုကြွားချောင်းဘုရားရှင်ချီးမြှောက်တယ်ဝန်ခံတဲ့ဂတိတော်တွေဟာအကုန်လုံးတစ်ခုချင်းစီပြီးဆုံးလာတယ်ဒါကြောင့်ဒီထဲမှာစေးရင်မဲ့တို့ကြောက်မှမရှိဘူးဟာလေလုယာရှုတဲ့မဲ့တို့တရားမှမရှိဘူးအာမင်ယေရှုခရစ်တော်ကြောင့်ချိန်ချင်းကနေလွတ်မြောက်ပြီးတဲ့သူများဖြစ်တယ်ဆိုတော့ချီးမြှောက်ပါအာမင်ကျွန်တော်နဲ့တူဝန်ခံရအောင်ကျွန်ုပ်ဒီယေရှုခရစ်တော်အဖြစ်ပြည့်ညတ်တရားဤချိန်ချင်းမှာလွတ်မြောက်တော်သူဖြစ်တယ်စင်ရဲ့ချင်းနဲ့မသက်ဆိုင်တော့ပါစင်ရဲ့ချင်းချိန်ချင်းအမင်လားယေရှုနာမ၌တိတ်ကအမိန့်ပေးတယ်ကျွန်ုပ်အသက်တာနဲ့မိသားစုကနေထွက်သွားပါတင်းနဲ့မဆိုင်တော့ကြောင်းယေရှုနာမ၌ချိန်ရတယ်ကျွန်ုပ်ဒီယေရှုခရစ်တော်အဖြစ်ဓမ္မမိန်လာအားလုံးကောင်းချီးမိန်လာအားလုံးကျွေးဝခြင်းနဲ့ဆိုင်သောကောင်းချီးဝိညာဉ်နဲ့ဆိုင်သောကောင်းချီးစိတ်ပိုင်းဆိုင်ရာကောင်းချီးကာယပိုင်းဆိုင်ရာကောင်းချီးအရှာယမှာသုံးလောက်သောဥစ္စာအမျိုးမျိုးအစဉ်ရှိခြင်းနဲ့ဆိုင်သောကောင်းချီးမိန်လာကိုခံရတော်သူဖြစ်တယ်ကျွေးဝတော်သူဖြစ်တယ်ဖယားသခင်သည်ကျွန်ုပ်ကိုအမီးနေရာမှာမထားဘူးကောင်းမှာထားတော်ဘုရားရှင်ဖြစ်တယ်ယေရှုနာမ၌ကျွေးဝခြင်းကိုတိတ်ပိုက်တယ်အောင်မြင်ခြင်းကိုတိတ်ပိုက်တယ်ကျွန်ုပ်ဒီသူတစ်ပါးကိုပေးကမ်းတော်သူဝိမြတ်တော်သူချီးပေးတော်သူပေးကမ်းတော်လက်ဖြစ်တယ်ကိုငီတော်လက်ဖြစ်တယ်ပိမှန်တော်များစွာဒီဆောက်တော်လက်ဖြစ်တယ်သာသနာပြုပြီးများစွာထောက်ပံ့တော်လက်ဖြစ်လာမယ်စင်ရတော်သူတွေမုတ်ဆုံးမတွေမိဘမဲ့တွေကိုငီပေးကမ်းတော်လက်ဖြစ်လာမယ်အနာငိမ့်တော်လက်ဘုရားကြီးကိုစားဆွဲထူပြီးတော့လက်ယေရှုနာမ၌ရှာယူပါတယ်ကြီးညာပါတယ်အာမင်လက်ခုပ်ပြီးဖျားရှင်ဟာလေလုယာဟာလေလုယာဟာလေလုယာအာမင်โอเคဒီမနေ့မှာတော့ပထမချိန်တော့ဒီလောက်ပဲဖြစ်တယ်အထူးကျေးဇူးတင်တဲ့အားလုံးပေါ်မှာဘုရားရဲ့အလွန်ကြွယ်ဝခြင်းကောင်းချီးမင်္ဂလာတက်ရောက်ခံစားပါစေ